ပါဒီနေ့ကျွန်တော်တို့ series ရဲ့ဒီသရုပ်ထမြောက်ပါသရုပ်ထမြောက် knowledge sharing session လေးမကြာခင်စတင်တော့မှာဖြစ်ပါတယ်ဒီနေ့ session ကို join ပေးကြတဲ့အာဥဆောင်ဆွေးနွေးမဲ့ပေါ့ဥဆောင်ဆွေးနွေးမဲ့ဆ iam ဆမ်ကိုရောဒီဝင်ရောက် join ပေးကြတဲ့တကယ်ချင်းမိတ်ဆွေပေါင်းတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ဆွေးနွေးမှာကတော့ဒီကမ္ဘာထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ဒီ The Chinese University of Hong Kong ပေါ့ CUHK မှာပညာသင်စုပေါင်းများစွာရရှိခဲ့တဲ့အဲ Bachelor of Public Health ပေါ့ recently ရခဲ့တဲ့ကျွန်တော်တို့ Sam Diary Sam ရဲ့ diary page ပိုင်ရှင်ဒီဆ iam နန်းဆန်စီပေါင်း Sam နဲ့အတူဟောင်ကောင်ပညာရေးနဲ့ပညာသင်စုအတွေ့အကြုံတွေကိုမျှဝေဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီ Chinese University of Hong Kong CUHK ဟာဒီ World Ranking မှာဆိုလို့ရှိရင်လေဒီကမ္ဘာအဆင့်40ခွန်ပေါ့ US ranking အရတော့ World Ranking 47နဲ့အာရှအဆင့်10ပေါ့ဒီTime Higher Education အရတော့ဒီ2026ခုနှစ်အတွင်း2025ခုနှစ်အတွင်းမှာဒီကမ္ဘာအဆင့်44နဲ့အာရှအဆင့်6အတွင်းမှာရပ်တည်နေတဲ့ဒီကမ္ဘာအဆင့်မီတက္ကသိုလ်ကြီးတစ်ခုဖြစ်ပါတယ်ဒီလိုဒီဂုဏ်သိက္ခာရှိတဲ့တက္ကသိုလ်ကြီးမှာဒီ Sam တယောက်ဒီ scholarship 10ခုလောက်ရခဲ့တယ်လို့လည်းသိရပါတယ်အဲ့တော့ဒီ scholarship တွေနဲ့ဘယ်လိုကျောင်းတက်ခဲ့လဲနောက်ပြီးတော့ဒီ bachelor တက်နေတဲ့အတွင်းမှာပဲ American နိုင်ငံက Brown University မှာလည်း exchange ကျောင်းသားအနေနဲ့တွားခဲ့တယ်လို့လည်းသိရပါတယ်အဲ့တော့ဒီကျွန်တော်တို့ session ရဲ့အဓိကရည်ရွယ်ချက်ကတော့ဒီဟောင်ကောင်အကြောင်းကိုတစ်စိစောင်းပေါ့နော်ဟောင်ကောင်ကဘယ်လိုအခြေအနေရှိလဲဟောင်ကောင်နိုင်ငံရဲ့သဘောတဘာဝလေးတွေနဲ့နောက်ဒီ CUHK မှာပေါ့ CUHK မှာကျောင်းတက်ဖို့ scholarship တွေဘယ်လိုပြင်ဆင်ခဲ့ရလဲဘယ်လိုပြင်ဆင်ရလဲဆိုတော့ဒီ study အတွေ့အကြုံလေးတွေအပြင်နောက်ဟောင်ကောင်မှာဒီမြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ဒီနေထိုင်စားသောက်မှုတွေနဲ့ဘဝအတွေ့အကြုံတွေဘယ်လိုတခြားယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံတွေဘယ်လိုတွေကြုံတွေ့ရလဲဆိုတာလေးတွေကိုမျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဆ iam ကိုဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးများတင်ပါတယ်ရှင်ဆရာဒီပွဲကိုလည်းဖိတ်ပေးလို့ကျေးဇူးများတင်ပါတယ်လာရောက်ပြီးတော့နားထောင်ပေးကြတဲ့လူတွေကိုလည်းအများကြီးကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါပေါ့နော်Sam PowerPoint လေးပြင်ထားတော့တစ်ချက်လေး share ပေးပါမယ်PowerPoint မြင်ရလားမသိဘူးရှင်ဟုတ်ကဲ့မြင်ရပါတယ်ဗျဟုတ်ဆိုတော့ဒီနေ့ကဟောင်ကောင်မှာဒီ study လုပ်တဲ့အတွေ့အကြုံလေးတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပပလေးပေါ့နော်ပြင်ထားတဲ့ဟာတွေကလည်းတော်တော်များများတော့ဒီတွေ့ကြုံခဲ့ရတဲ့ဟာတွေကိုတပုံရိုက်ထားတဲ့မှတ်တမ်းတွေကို sharing လုပ်ပေးရဲ့အနေနဲ့ sharing လုပ်ပေးမှာပါဆိုတော့ဒီနေ့ content ကအဓိက3ပိုင်းသွားမယ်ပေါ့နော်ဆိုတော့ပထမဆုံးဟောင်ကောင်အကြောင်းနည်းနည်းမိတ်ဆက်ပေးမယ်ပြီးလို့ရှိရင်ဟောင်ကောင်မှာဒီလာရောက်မယ်ဆိုလို့ရှိရင်ဘယ်လိုပြင်ဆင်ခဲ့လဲရယ်ပြီးရင်ဒီမှာဘယ်လိုstudy experience study opportunity ရှိလဲရယ်ပြီးလို့ရှိရင်ဒီမှာနေအတွေ့အကြုံလေးတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီဟာတွေမပြောပြခင်မှာ Sam ကဘာတူလဲပေါ့နော်ဘယ်ကလာတာလဲအခုဘာတွေလုပ်နေလဲဆိုတာကိုပြောပြပေးသွားမှာပါဆိုတော့Sam ကတော့ဒီရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့ကနေလာတာပေါ့နော်ဆိုတော့အဲ့အနေပဲကျောင်းတက်ခဲ့တယ်10တန်းထိကျိုင်းတုံမှာပဲတက်ပြီးတော့10တန်းအောင်ခဲ့တယ်ပြီးတော့10တန်းပြီးတော့2019မှာဒီစစ်တက္ကသိုလ်နည်းနည်းလေးတက်ခဲ့ပေါ့နော်ဒီ semester တစ်ခုမပြီးခင်လေးမှာကိုဗစ်ဖြစ်သွားတော့အဲ့မှာကျောင်းပိတ်ပြီးတော့ကျောင်းနာလိုက်တယ်ပြီးတော့2021ကနေ2025အထိကိုဒီဆန္ဒဆရာမိတ်ဆက်ပေးတဲ့အတိုင်းပဲဒီ Chinese University of Hong Kong CUHK မှာ Public Health ကိုလာတက်ခဲ့တယ်ပြီးအခုလောလောဆယ်ကတော့ဒီ Hong Kong က Research Center တစ်ခုမှာResearch Assistant လုပ်နေရပေါ့နော်ဆိုတော့ဟောင်ကောင်ကကြားဖူးကြမယ်လို့ထင်ပါတယ်ဆိုတော့ဟောင်ကောင်ကဘယ်မှာလဲပေါ့နော်ဟောင်ကောင်ကတရုတ်ပြည်ထဲမှာလားဘယ်နားမှာရှိရလဲပေါ့ဆိုတော့အမှန်တော့ဟောင်ကောင်ကပြောမယ်ဆိုလို့ရှင်တေးသေးလေးပဲရှိရယ်ဘန်ကောက်နဲ့ရှင်မယ်ဆိုလို့ရှင်ဟောင်ကောင်ကပိုပြီးတော့သေးရယ်ကချင်ပြည်နယ်နဲ့ရှင်လို့ရှင်ဒီမှာဒီ website ကနေ reference ယူထားတာပေါ့နော်ကချင်ပြည်နယ်နဲ့ရှင်လို့ရှင်ဟောင်ကောင်ကကချင်ပြည်နယ်ကဟောင်ကောင်ထက်83ဆပိုကြီးရယ်ဆိုတော့လုံးဝကိုအရန်သေးရဲ့မြို့လေးပေါ့နော်ဟောင်ကောင်ကဆိုတော့ဟောင်ကောင်မြေပုံမှာကြည့်မယ်ဆိုလို့ရှင်သူကကျွန်းလေးဒီအပေါ်ပိုင်းမှာရှန်ဂျန်ရှိရယ်ဒီတရုတ်ပြည်ရှန်ဂျန်ပေါ့နော်ဒီဖက်ဒီမြေပုံထဲမှာကြည့်မယ်ဆိုလို့ရှင်မကာအိုရှိရယ်ဟိုဖက်တွေမှာဆိုလို့ရှင်လည်းဒီတခြားထိုင်ဝမ်တို့ဘာတို့တွေရှိရယ်ပေါ့နော်
ဒါကမြေပုံအရဟောင်ကောင်ရဲ့တည်နေရပါဆိုတော့ဆန္ဒပြောတဲ့အတိုင်းသူကဒီရေနဲ့ဝန်းရံထားတဲ့ကျွန်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပင်လယ်တွေရှိရယ်ပင်လယ်တွေမဟုတ်ဘူးဒီတောင်တန်းတွေလည်းရှိရယ်ဒီမြို့ထဲမှာဘာညာအကုန်ရှိရယ်ပေါ့နော်ဒါပေမဲ့ဟောင်ကောင်ကတီးပေမဲ့အကုန်လုံးရှိရယ်ဆန္ဒပြောတဲ့အတိုင်းပင်လယ်တွေရောတောင်တွေရောမြို့တွေရောအာခင်မီရဲ့တိုက်တွေရောဟိုးရှစ်ခေတ်ကတိုက်တွေရောအကုန်ရှိရယ်တေးလေးနဲ့အများကြီးရှိရယ်ပေါ့နော်ဆိုတော့ဟောင်ကောင်ကအာပြောမယ်ဆိုလို့ရှိရင်တရုတ်နိုင်ငံရဲ့အစိတ်ပိုင်းတစ်ခုမြို့တစ်ခုဒါပေမဲ့သူကိုယ်သူမြို့တစ်ခုအနေနဲ့ရပ်တည်ရယ် Hong Kong Special Administrative Region ဒီတသူတို့ကိုသူတို့အုပ်ချုပ်တဲ့နယ်မြေအနေနဲ့ရပ်တည်ရယ် HKSAR လို့လည်းခေါ်တယ်ဆိုတော့အရင်တုန်းကဟောင်ကောင်ကဒီဗြိတိရှလက်အောက်မှာရှိခဲ့တဲ့1999ထိပေါ့နော်အဲအကြောင်းမလို့ဟောင်ကောင်မှာဟိုသူတို့တရုတ်စာရောအင်္ဂလိပ်စာရောသူတို့ရဲ့ official language အနေနဲ့ရှိရယ်ဟောင်ကောင်မှာတရုတ် influence ရောဒီအနောက်တိုင်းရဲ့ influence တွေရောရှိရယ်ဘာလို့လဲဆိုတော့တော်တော်နှစ်တရာကျော်အုပ်ချုပ်ခဲ့ရပါတော့ဒီဗြိတိရှဘက်ကနေဆိုတော့ဟောင်ကောင်မှာပါစကားပြောလဲဆိုလို့ရှိရင်ဒီသူတို့ရဲ့ Cantonese စကားပြောတယ်ကွမ်တုံးစကားပြောတယ်တရုတ်စာကိုတော့တုံးတယ်ဒါပေမဲ့တော်တော်များများဒီကွမ်တုံးစကားကိုပို့ပြီးတော့ပြောကြတယ်ပေါ့နော်နေရာတိုင်းမှာကွမ်တုံးစကားဒီကိုစရောက်တော့ဆိုလို့ရှင်လုံးဝနားမလဲဘူးသူတို့ပြောတဲ့ဟာကိုလည်းလိုက်ပြောမတူနိုင်ဘူးပေါ့နော်ဟိုတရုတ်စာနည်းနည်းလေးတင်ထားတာဒါပေမဲ့တရုတ်စာကတော့ကွမ်တုံးစကားနဲ့ကွာတဲ့ဟာလည်းရှိရယ်လုံးဝနည်းနည်းလေးစင်တူတဲ့ဟာလည်းရှိရယ်ပေါ့နော်ဒီမှာထည့်ထားတဲ့ပုံကကြတော့ပြောမယ်ဆိုလို့ရှင်我唔識廣東話，ဒီကပထမဆုံးတင်ခဲ့တဲ့စာသားထဲကတစ်ကြောင်းပေါ့နော်။ဘာလဲဆိုတော့ကျမကွမ်တုံးစကားကိုနားမလည်ပါဘူးဆိုတဲ့စကားလုံးလေးပါ။ဆိုတော့ပြီးတော့နောက်တစ်ခုကကြတော့ဟောင်ကောင်ကသေးပေမဲ့လူဦးရေကတော်တော်များတယ်7.5 million ရှိရယ်ဒီမြို့ထဲမှာပေါ့နော်ပြီးရင်သူတို့ currency လည်းရှိရယ် Hong Kong dollar သုံးတယ်ပေါ့နော် Hong Kong dollar နဲ့တရုတ်ယွမ်နဲ့အရင်မကွာဘူးတရုတ်ယွမ်တယွမ်ဆိုလို့ရှိရင် Hong Kong dollar က1.1လောက်ပဲကွာတယ်ပေါ့နော်ဆိုတော့ဘာဖြစ်လို့ဟောင်ကောင်ရွေးတင်လဲပေါ့ဆိုတော့ဆန္ဒဆရာမိတ်ဆက်ပေးတဲ့အတိုင်းပဲဟောင်ကောင်ထဲမှာဒီတက္ကသိုလ်တွေအများကြီးရှိရယ်ကမ္ဘာအဆင့်မီတက္ကသိုလ်တွေရှိရယ်ဥမာHKU ပေါ့နော် University of Hong Kong ဆိုလို့ရှိရင်ဒီ QS World Ranking အရ2026မှာဆိုရင်နံပါတ်7မှာရှိရယ်Chinese University of Hong Kong ဆိုလို့ရှိရင်လည်းနံပါတ်32မှာရှိရယ်ပေါ့နော်ဆိုတော့တခြားတက္ကသိုလ်တွေရောပဲဒီtop 100မှာလည်းတခြားတက္ကသိုလ်တွေအများကြီးရှိရယ်နောက်တစ်ခုကကြတော့ဆန္ဒပြောတဲ့အတိုင်းဟောင်ကောင်ကအရင်တော့ဗြိတိရှလက်အောက်မှာရှိခဲ့တဲ့အတွက်ကြောင့်မလို့ Western influences တွေလည်းရှိရယ်တရုတ်ပြည်ရဲ့စိတ်ပိုင်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ Eastern culture တွေလည်းရှိရယ်ပေါ့နော်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဟောင်ကောင်ကinternational financial hub အနေနဲ့လည်းတည်ရှိရယ်ဥပမာ Sam ရဲ့တငယ်ချင်းတွေဆိုလို့ရှိရင်လည်းဒီbanking တွေထဲမှာလုပ်နေတဲ့လူတွေရှိရယ်သို့မဟုတ်ဒီ consulting တွေမှာလုပ်နေတဲ့လူတွေရှိရယ်ပေါ့နော်ဆိုတော့ဒီ finance တွေဖက်စိတ်ဝင်စားလို့ရှိရင်ဟောင်ကောင်ကလုံးဝစဉ်းစားတဲ့နေရာတစ်ခုလို့လည်းပြောလို့ရတယ်ပေါ့နော်အမှန်တော့ပြောဆမ်တိတလောက်ဆိုလို့ရှိရင်ဟောင်ကောင်နဲ့စင်ကာပူနဲ့ကတို့အမြဲပြိုင်နေတာဒီ financial ဖက်ပိုင်းတွေရောဒီ technology or science တွေဖက်ရောတို့ပြိုင်နေတာပေါ့နော်ဆိုတော့နောက်တစ်ခုပြောချင်တာကကြတော့ဟောင်ကောင်မှာခုနောက်ပိုင်းတို့ innovation နဲ့ technology ကိုပါပို့ပြီးတော့ဦးစားပေးလာတယ်ဥပမာbiotech startup တို့ဒီတခြားပေါ့နော် biomedical sciences တွေကိုလည်းတို့ဦးစားပေးလာတယ်ဒီပုံကကြတော့science park ပေါ့နော် CUHK နားမှာပဲရှိရဲအရင်မဝေးဘူးလမ်းလျှောက်ပြီးတော့သွားလို့ရတယ်ဒီအပေါ်နာအမှန်တော့ CUHK ပါဆိုတော့ဒီအောက်ကိုနည်းနည်းဆင်းလာလို့ရှင် science park ပေါ့နော်Sam လည်းအခုဒီနားမှာအလုပ်လုပ်နေရပါဒီမှာ company ပေါင်းအများကြီးရှိရဲ့900ကျော်လား1000လားမသိဘူးတိတ်မတိတ်ချတော့ဒါပေမဲ့အများကြီးရှိရပေါ့နော်ဒီထဲမှာ start up တွေလည်းရှိရ company အကြီးတွေလည်းရှိရဒီbiotech တွေရော AI နဲ့ဆိုင်တဲ့ company တွေအများကြီးရှိရပေါ့နော်ဆိုတော့ဟောင်ကောင်မှာပြောရမယ်ဆိုလို့ရှိရင် opportunities တွေအများကြီးရှိရအကယ်၍အာရှဘက်မှာလည်းရှိချင်သေးတယ်ဒါပေမဲ့ international exposure တွေလည်းရှိချင်တယ်ဆိုလို့ရှိရင်ဟောင်ကောင်ကလုံးဝကောင်းတဲ့choice တစ်ခုပေါ့နော်ဒါပေမဲ့ဒီအချက်ကြောင့်
ဆမ်မဟောင်ကောင်မှာစာတင်ဖို့ရွေးခဲ့ရလားဆိုတော့မဟုတ်ပါဘူးစရွေးတော့ကအမှန်တော့ဆန္ဒပြောတဲ့အတိုင်းဒီကိုဗစ်ဖြစ်ပြီးသွားတဲ့ချိန်မှာအကျောင်းတွေပိတ်သွားတယ်ပေါ့နော်တက္ကသိုလ်တွေပိတ်သွားတယ်ဆိုတော့အိမ်ကနေ online တက္ကသိုလ်ပိတ်နေတော့တခြားနိုင်ငံခြားမှာကျောင်းတက်ဖို့စဉ်းစားကြည့်ကြည့်ပေါ့နော်ဥပမာဟောင်ကောင်မှာဆိုလို့ရှိရင်လည်း scholarship ပေးရရှိရယ်10ရန်အမှတ်နဲ့ပဲရှောက်လို့လည်းရတယ်ဆိုပြီးတော့အဲ့ဒါနဲ့ဒီ CHK ကိုရှောက်ဖြစ်တာပါဘာလို့လဲဆိုတော့ဥပမာမြန်မာပြည်က10ရန်အမှတ်စီရင်အဲ့တော့2019တော့အောင်ခဲ့ရဆိုတော့10ရန်ထိရှိခဲ့ရပေါ့နော်ဆိုတော့အဲ့10ရန်အမှတ်စီရင်ကိုနိုင်ငံတော်တော်များများလက်မခံဘူးဒါပေမဲ့ဟောင်ကောင်နဲ့ထဲရတက္ကသိုလ်တွေကဒီ10ရန်အမှတ်စီရင်ကိုလက်ခံတယ်ဒီဆန် MSN ရဲ့တခြားနောက်ပိုင်းကျရင်ပြောပြမယ်ပေါ့နော်ဒီ IELTS တို့အဲ့အရာတွေရှိလို့ရှင်ရှာလို့ရတဲ့အတွက်ကြောင့်မလို့ဆန်ပြီးတော့ရှာလိုက်တာပြီးတော့နောက်တစ်ခုကကြတော့တို့အရန်ကိုရက်ရောရပေါ့နော်scholarship တွေပေးရနောက်ပိုင်းလည်းတစ်ချက်ပြန်ပြီးတော့ပြပေးသွားမှာပါဆိုတော့အဓိကဒီနှစ်ချက်ကြောင့်ဟောင်ကောင်ရွေးခဲ့ရပါတော့ပြီးတော့မှရောက်လာတော့မှဟောင်ကောင်မှာလည်း opportunity အများကြီးရှိရယ်အရန်ကြီးနေလို့ကောင်းတယ်လို့မပြောနိုင်ပေမဲ့ opportunity ရှိရပေါ့နော်ပြီးလို့ရှိရင်ဆွမ်းနာကuniversity ရဲ့အကြောင်းပြောပြပေးသွားတယ်ဆိုတော့ဟောင်ကောင်မှာဒီမြန်မာပြည်ကအမတ်စရင်နေ or အဲ့လိုမျိုးဒီမြန်မာပြည်ကဟောင်ကောင်မှာကျောင်းလာတက်မယ်ဆိုလို့ရှိရင်အဓိကဒီတက္ကသိုလ်တွေကိုsuggest လုပ်ပေးပါတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီဟာက UGC funded ပေါ့နော်ပြမယ်ဆိုလို့ရှိရင်အဲ့လိုအစိုးရပိုင်တက္ကသိုလ်လိုမျိုးပေါ့နော်ဆိုတော့ဒီတက္ကသိုလ်တွေအများကြီးရှိရယ်ဥပမာ City University of Hong Kong Hong Kong Baptist University ဒီတက္ကသိုလ်နှစ်ခုမှာဆိုလို့ရှိရင်လည်းမြန်မာကျောင်းသားတွေအများကြီးရှိရယ်နောက်ထပ်ဒီအောက်ကတက္ကသိုလ်တွေမှာလည်းဒီမြန်မာကျောင်းသားတွေအများကြီးရှိရယ်ပေါ့နော်ဆိုတော့ဒီတက္ကသိုလ်တွေထဲမှာမှဆမ်က Chinese University of Hong Kong မှာတက်ခဲ့တာတခြားတက္ကသိုလ်ကတော့တိတိကျကျအကြောင်းအရာတော့တိတိကျကျမသိတော့ CHK ကိုပို့ပြီးတော့ပြပေးသွားမှာပါဆိုတော့ CHK မှာအကြောင်းတက်ရင်ဘယ်လောက်ကြာလဲပေါ့အကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်း Sam ဒီ sharing မလုပ်ခင်တစ်ချက်လောက်သွား check ကြည့်ရအကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းဒီအကြောင်းလခတွေတိတ်မတူတော့တချို့အကြောင်းတွေကပို့ပြီးတော့ဈေးကြီးသွားတယ် Sam လာတက်တော့3,45000အခုသွားကြည့်လိုက်တော့2သိန်းကျော်တက်သွားတယ်ပေါ့နော်တော်တော်လန့်သွားတယ်ဈေးအများကြီးတက်သွားတယ်ပေါ့နော်ဆိုတော့အကယ်၍ကိုရှောက်မယ်ဆိုလို့ရှိရင်ဒီဟာကတော့ဒီသူတို့ရဲ့ website ကနေ Sam screenshot တော့လောက်လာတာပါဥပမာကိုကဒီနေ့ CHK မှာကျောင်းတက်မယ်ဆိုလို့ရှိရင်ဘယ်လောက်ကုန်မလဲပေါ့ဆိုတော့ဘယ်လောက်ကုန်လဲဆိုလို့ရှိရင်ဒီကျောင်းရှောက်တဲ့ခါပေါ့နော်ဒါကတော့တစ်ခေါက်ပဲကုန်မယ်900တစ်ခါရေးကုန်သွားမယ်ပြီးလို့ရှိရင်ကျောင်းလာခတစ်နှစ်ကိုဘယ်လောက်ပေးရလဲဆိုလို့ရှိရင်အကယ်၍ကိုက international student အနေနဲ့လာတက်မယ်ဆိုလို့ရှိရင်2,14,000ကုန်တယ်ပေါ့နော်အများကြီးပဲတကယ်အများကြီးပြီးလို့ရှိရင်ဒီကျောင်းမှာလာတက်လို့ရှိရင်နိုင်ငံတကာကျောင်းသားအနေနဲ့ဒီကျောင်းပေါ်မှာတို့ hostel တွေပေးပါတယ်ဆိုတော့ဒီ hostel တွေကတစ်နှစ်ကိုတို့တွက်ပြထားတဲ့ estimated ကဒါတော့1,900ပေါ့နော်အဲ့လောက်ကုန်တယ်ပြီးလို့ရှင်တစ်လကိုနေလို့ရှင်ဒီမှာ4,000ခွဲလောက်ကုန်တယ်လို့ပြောထားတယ်ဒါကတော့ဒီတို့ရဲ့ website မှာပြောပြထားတာဒါပေမဲ့ Sam ကုန်တော့ကကြတော့ဒီအာတစ်လကို3000နဲ့နေလို့ရတယ်ပေါ့နော်အကယ်၍ကိုကအများကြီးမသုံးဘူးကျောင်းမှာရှိတဲ့ဟာလေးတွေပဲစားမယ်အပြင်ကိုလည်းအများကြီးမသွားလို့ရှိရင်လည်းအများကြီးတော့မကုန်ပါဘူးဒီ transportation fees တွေပေါ့နော်ကိုကချက်မယ်အဲ့ဒါဆိုလို့ရှိရင်တော့တစ်လကို3000လောက်နဲ့လောက်တယ်ပေါ့နော်ဆိုတော့3 2 3 36ဆိုတော့3600 3000ခွဲလောက်နဲ့နေလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကကုန်ကြတဲ့စရိတ်တွေပါSam အနေနဲ့ဒီဈေးကိုကြည့်လို့ရှိရင်ဘယ်တော့မှကိုမတက်နိုင်ဘူးပေါ့နော်2,14,000တနစ်ကို2သိန်းလောက်4နှစ်ဆိုလို့ရှိရင်လည်း8သိန်းလောက်ကျသွားပြီပေါ့နော်ဆိုတော့အဲ့ဒါတော့ကျောင်းလက်ခပဲရှိသေးရဆိုတော့လုံးဝအိမ်ကနေအဲ့ဒါတွေမတက်နိုင်ဘူးပေါ့နော်ဆိုတော့ကျောင်းမှာပါ scholarship တွေရှိလေပေါ့ဒီမှာလာတက်ချင်တယ်ဆိုလို့ရှိရင်ကျောင်းမှာအကယ်၍ကျောင်းကိုရှောက်လိုက်ပြီဆိုလို့ရှိရင်သူက scholarship အဓိက2ခုရှိရယ်ကျောင်းကနေပေးရ admission scholarship ရယ်ဒီ Bell and Road scholarship ရယ်ဆိုပြီးတော့2ခုရှိရယ်ဆိုတော့အဲ့ဒီ admission scholarship ကိုရချင်တဲ့ဆိုလို့ရှိရင်တက်ရှောက်စရာမလိုဘူးဒီကျောင်းရဲ့ admission ကိုရှောက်လိုက်တာနဲ့ကျောင်းကနေတခါတည်းကိုက admission ရတော့ရင်ကျောင်းကတခါတည်း consider လုပ်ပြီးရပေါ့နော်ဥပမာဆန္ဒပြောတဲ့အတိုင်းဒီ application 900ဖို့application ဖြည့်ပြီးတော့ပတ်စံပေးပြီးတော့ရှောက်လိုက်တာနဲ့ကျောင်းကနေဒီတရားကို accept လုပ်လိုက်ပါတယ်ဆိုလို့ရှင်ကျောင်းကနေတခါတည်း consider လုပ်ပြီးထပ်ပြီးတော့ရှောက်စရာမလိုဘူး
ဆိုတော့ဒီထဲမှာမှသူတို့ scholarship အမျိုးမျိုးရှိရပေါ့နော်ဟိုဥမာတစ်ခေါက်ပဲပေးရတဲ့ဟာမျိုးဥမာပထမနှစ်မှာပဲတစ်ခေါက်ပဲပေးမယ်သို့မဟုတ်ဒီပထမနှစ်မှာပဲ25%ဖို့ပဲပေးမယ်အဲ့လိုမျိုးတွေအမျိုးမျိုးရှိရပေါ့နော်ဆိုတော့ SAM တို့နှစ်မှာကမြန်မာကျောင်းသားတွေဟိုအများကြီးလက်ခံဖြစ်တယ် CHK အဲ SAM တို့နှစ်မှာက17ယောက်12ယောက်လောက်လက်ခံဖြစ်တယ်ဆိုတော့အဲ့ထဲမှာလဲ scholarship အကုန်လုံးရတယ်ပေါ့နော်ဒီ admission scholarship ရတဲ့လူလည်းရှိရယ် Bell and Road scholarship ရတဲ့လူတွေလည်းရှိရယ်ပြီးလို့ရှိရင် admission scholarship မှာလည်းဒီ tuition fees ပေါ့နော်ဆန္ဒပြောတဲ့2သိန်းကျော်ဖို့ကိုအကုန်လုံး cover ဖြစ်တယ်ပေါ့နော်စံတည်သလားကတော့ဒီနောက်တစ်ခုကကြတော့ Bell and Road scholarship ဒီ Bell and Road scholarship ကကြတော့ကျောင်းကနေကို nominate လုပ်ပြီးမှရှောက်လို့ရတာဥပမာ SAM solution nominate မခံရအောင်ဆိုတော့ဒီဟာကိုလုံးဝအခွင့်အရေးမရှိတော့ဘူးပေါ့နော်တခါတည်း admission scholarship ကိုပဲ accept လုပ်လိုက်တာဆိုတော့ Bell and Road scholarship ကဘယ်လိုလာလဲဆိုတော့ဥပမာကိုက admission ရှောက်လိုက်တယ် admission ရလာတယ် admission ရလာလို့ရှင်ကျောင်းရဲ့တစ်ချက်ပြန်ကြည့်ရယ်ကိုကို nominate လုပ်မလားကိုကို nominate လုပ်မယ်ဆိုလို့ရှင်ကျောင်းကနေဒီ application form ပို့ပေးလိုက်တယ်ဆိုတော့ application form ကိုဘက်ကနေဖြည့်ပြီးလို့ရှင်ကျောင်းကိုပြန်ပို့ကျောင်းကနေအဲ့ဒီကိုရဲ့ form ကိုတစ်ချက်ပြန်ပြီးတော့ဒီ Bell and Road ကိုပို့ပြီးရပေါ့နော်ဒီ scholarship အတွက်ဆိုတော့အဲ့ဒီကိုကnominate လောက်ခံရအတိုင်းလဲအဲ့ဒီ scholarship ကိုမရဘူးဆိုတော့အဲ့ထဲမှာမှဒီစံတိတလောက်ကတော့တစ်နှစ်ကိုမြန်မာကျောင်းသား10ယောက်ရွေးရယ်10ယောက်ဆိုတာကဒီဟောင်ကောင်တစ်မြို့လုံးမှာရှိရမြန်မာကျောင်းသားတွေအကုန်လုံးထဲမှာမှ10ယောက်ရွေးရပေါ့နော်ဆိုတော့အဲ့ဒါတစ်ခုရှိရဆိုတော့အဓိကဒီ admission အတွင်းမှာဒီကိုရဲ့ကျောင်းလာခကိုcover ဖြစ်နိုင်တဲ့ scholarship ကအဓိက2ခုရှိရပေါ့နော်ဆိုတော့အဲ့ဒါပြင်ပါရှိသေးလဲပေါ့ဆိုတော့SAM အနေနဲ့ကကြတော့ဒီ admission မှာ university admission scholarship ပဲရခဲ့တယ်။ကျောင်းတက်တဲ့ချိန်မှာမှတခြား scholarship တွေကိုလည်းထပ်လျှောက်ဖြစ်ပြီးတော့တခြား scholarship တွေရခဲ့ရပါတော့။တချို့ဆိုလို့ရှိရင်ဒီ admission မှာပဲဒီကျောင်းကပေးတဲ့ scholarship or Bell and Road scholarship အပြင်သူတို့ရဲ့ဒီ major department တွေကနေပေးတဲ့ scholarship တွေလည်းရှိရပေါ့နော်ဆိုတော့ဥမာ admission scholarship ဥမာbusiness ကဆိုလို့ရှိရင်ပထမနှစ်ဝင်တာနဲ့ဒီတယောက်ကိုတော်တဲ့admission scholarship 4000ထပ်ပေးရဟာမျိုးတွေရှိရပေါ့နော်ဆိုတော့အဲ့ဒါတွေလည်းရှိရအဲ့ဒါတော့ department တစ်ခုနဲ့တစ်ခုမတူတချို့ဥမာ business department ဆိုလို့ရှိရင်အရန်ပတ်စံရှိရပေါ့နော်ဆိုတော့ကျောင်းသားတွေလည်းတို့အများကြီးထောက်ပံ့ပေးနိုင်တယ်တချို့ department တွေကကြတော့လဲ funding တွေတိတ်မရှိတော့တိတ်ပြီးတော့မထောက်ပံ့ပေးနိုင်ဘူးပြီးတော့ဒီကျောင်းတက်နေတဲ့အချိန်မှာ scholarship ပါရရှိလဲပေါ့ပထမတစ်ခုက department scholarship ရှိပါတယ်ဆန္ဒပြောတဲ့အတိုင်း major ကနေကိုဒီ BS scholarship တွေရှိရတော့မဟုတ်ကိုကနေရှောက်လို့ရတဲ့ scholarship တွေရှိရဥမာကျောင်းတက်နေရင်တို့ email တွေပို့လာတတ်တယ်ဥမာဒီ scholarship ဖွင့်ပြီးပါညာပေါ့နော်အဲ့ဒါဆိုလို့ရှင်ကိုကရှောက်လိုက်လို့ရှင်ပေးရဟာတွေရှိရတချို့ကတော့ကို nominate လုပ်ပေးမှရှောက်လို့ရတဲ့ဟာတွေရှိရပြီးလို့ရှင်scholarship နောက်တစ်ခုကကျတော့ college ကနေပေးရဆိုတော့ CHK မှာကဒီကိုရဲ့ department တွေအပြင်သူက college system နဲ့တွားတာဆိုတော့အဲ့ဒီ college system ကဘယ်လိုလဲဆိုလို့ရှင်အမှန်တော့ college ကအဓိကနေဖို့နေရဆိုတော့ college 9ခုရှိရယ်အဲ့ဒီ college 9ခုကနေမှဥမာကိုကဒီ college ထဲမှာနေရဆိုလို့ရှင်အဲ့ဒီ college ထဲမှာတို့နေလို့ရရယ် college general education တွေရှိရယ် college ကနေတစ်ခုနဲ့တစ်ခုပေါ့နော်တို့ပေးတဲ့ facilities တွေမတူဘူးပေးတဲ့ဒီ experience တွေမတူဘူး opportunities တွေမတူဘူး scholarship တွေလည်းတက်စီရှိရယ်အခုဒီ SAM ရဲ့ background ဆိုလို့ရှင် SAM နေခဲ့တဲ့ college ပေါ့နော်အရင်ကချစ်ခဲ့တဲ့ college ပါဒုတိယအိမ်လို့လည်းပြောလို့ရတယ်ဟောင်ကောင်မှာရှိတဲ့အိမ်လို့လည်းပြောလို့ရတယ်ဆိုတော့ဒါ SAM ရဲ့ college ပါတစ်ချက် promotion ဆင်တာပါဆိုတော့နောက်တစ်ခုကကြတော့ဒီဆန္ဒကadmission office ကနေတစ်ချက်ပေးရ scholarship တွေရှိရဥမာဒီကိုကကျောင်းဝင်သွားပြီဆိုလို့ရှိရင် admission office ကနေတခြား donors တွေပေးရ scholarship တွေရှိရပေါ့နော်ဥမာ SAM ရခဲ့တဲ့ scholarship တစ်ခုက source water scholarship လို့ခေါ်တယ်ဆိုတော့အဲ့ဒါကဥမာကိုက culture exchange တွေလုပ်လို့ရှင်အဲ့ဒီဟာကိုတနက်မှာအဲ့လိုဘယ်နှယောက်ပေးလဲဆိုပြီးတော့ပေးရဟာတွေရှိရပေါ့နော်ဆိုတော့အဲ့ဒါတွေကိုလည်းapplication ဖွင့်တဲ့ဟာတွေတတိထားပြီးတော့ရှောက်လို့ရတယ်အဲ့ဒီဟာတွေအများကြီးဆက်ရှိရပေါ့နော်ကိုအမှန်တော့ကျောင်းတက်ပြီးလို့ရှင်PS scholarship အသေးလေးဟာတွေအများကြီးအများကြီးအမောင့်အများကြီးပေးရဟာတွေလည်းရှိရပေါ့ဆိုတော့အဲ့ဒါကတော့ဒီရနိုင်တဲ့ scholarship တွေပါပြီးတော့ဒီကျောင်းထဲကနေပေးရ scholarship တွေအပြင်ဒီ third party scholarship တွေလည်းရှာလို့ရဥမာ Prospect Burma တို့ဘာတို့တခြားဟာတွေလည်းရှာလို့ရတယ်ပေါ့နော်
အကယ်၍ကွာ scholarship မရဘူးတခြားဒီဟောင်ကောင်မှာနေဖို့ဘယ်ကနေပတ်စံထပ်ရှာမလဲဆိုလို့ရှိရင်နောက်တစ်ခုကတော့ student helper ပါ student helper ကတော့ဒီကျောင်းမှာအာအလုပ်လုပ်တာပေါ့နော်ဆိုတော့ဒီကျောင်းမှာအလုပ်လုပ်လို့ရှရင်တစ်နာရီကို64ဟောင်ကောင်ဒေါ်လာရပါတယ်ဆိုတော့အဲ့ဒီဟာကိုဟိုကိုကလုပ်လို့ရှရင်ဒီဘယ်လိုတွားရှာမှာလဲပေါ့အဲ့ဒါတွေကကြတော့email တွေကနေတခါတလေတို့ mass mail ကနေဒီခေါ်တယ်ပေါ့နော်အကြောင်းသားအကူဒီမှာလိုတယ်ဥပမာပွဲမှာလိုတဲ့ဟာပဲဖြစ်ဖြစ်သို့မဟုတ်ဒီ department ကနေခေါ်တာပဲဖြစ်ဖြစ်သို့မဟုတ်ဒီ professor တွေကနေ research assistant ပြောရမယ်ဆိုလို့ရှိရင်ဥပမာ data တွေကိုကူပြီးတော့ကောက်ပေးရတို့အဲ့လိုမျိုးတွေလည်းရှိရပေါ့နော်ဆိုတော့ opportunity အများကြီးရှိရ student helper တယောက်အနေနဲ့ပြီးလို့ရှိရင် summer မှာ internship လုပ်တာတို့အခုဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတာကဟောင်ကောင်မှာinternational student visa နဲ့part time လုပ်လို့ရတယ်ပေါ့နော်ကျောင်းတက်လာတဲ့3နှစ်ခွဲကာလမှာအပြင်မှာ part time လုပ်လို့မရဘူး student helper ပဲလုပ်လို့ရတယ်အခုနောက်ပိုင်းဆိုလို့ရှိရင်အပြင်မှာ part time လုပ်လို့ရှင်လည်းရတယ်ပေါ့နော်ဘာမှထပ်ပြီးတော့ခွင့်တောင်းစရာမလိုဘူးတရားဝင်ခွင့်ပေးထားတယ်ဆိုတော့အဲ့ဒါကဒီဟောင်ကောင်မှာ study လုပ်ချင်တယ်ဆိုလို့ရှိရင်ကိုfinancially cover ဖြစ်စေမဲ့information တွေပါဆိုတော့ဟောင်ကောင်မှာကျောင်းတက်ချင်တယ်ဆိုလို့ရှိရင်ဘာတွေလိုလဲဘာတွေပြင်ဆင်ရမှာလဲဘာတွေကိုလောက်ထားတင်လဲပေါ့နော်ဆိုတော့ criteria တွေကဒါကတော့သူတို့ website နဲ့ယူလာတာပါမြန်မာကျောင်းသားတယောက်အနေနဲ့အကယ်၍သူတို့ website ထဲမှာဘယ်နိုင်ငံလဲဆိုပြီးတော့ခောက်ရှာလို့ရတယ်မြန်မာဆိုလို့ရှိရင်ဒီအဓိကကတော့သူကဒီ10တန်း MSc ကိုတောင်းတယ်ဒီ10 MSc ရဲ့75%ရလို့ရှိရင်ဒီဟောင်ကောင်မှာကျောင်းလျှောက်လို့ရတယ်ပေါ့နော်ဆိုတော့အမှတ်တော့များလေပိုကောင်းလေပြောလို့ရမလားတချို့ကကြတော့လေအမှတ်တွေအရန်ကောင်းတယ်ဒါပေမဲ့ admission မရတာလည်းရှိရဆိုတော့သူတို့တိတိကျကျဘယ်လိုကြည့်လဲတော့မပြောတတ်ဘူးဆိုတော့အဓိကကတော့75%ထက်ပိုများလို့ရှင်အဲ့ဒီ admission ရှောက်လို့ရတယ်ပြီးလို့ရှင် English language test ပေါ့နော်အဲ့ဒါကကြတော့ IELTS 6.0လိုပါတယ်ဆိုတော့အဓိကဒီနှစ်ခုရှိလို့ရှင်ဟောင်ကောင်မှာကျောင်းလျှောက်လို့ရတယ်ပေါ့နော်ဒီဟာမဟုတ်ဘူးတခြားပါတွေရောလက်ခံသေးလဲဆိုလို့ရှင် CUHK အနေနဲ့ဒီ A levels တွေလက်ခံတယ် IP diploma လက်ခံတယ်ပြီးတော့ဘယ်မှာပဲဖြစ်ဖြစ်တက္ကသိုလ်တစ်နှစ်တက်ထားတယ်ဆိုလို့ရှင်အဲ့ဒီတစ်နှစ်တက်ထားတဲ့proof နဲ့အဲ့ဒီတစ်နှစ်တက်ထားတဲ့ MSc တွေကိုပြနိုင်လို့ရှင်လျှောက်လို့ရတယ်ပေါ့နော်ပြီးတော့ဒီ SAT လည်းလက်ခံတယ်ဒါပေမဲ့ SAT နဲ့အပေါ်ကပြောထားတဲ့ဒီမှာဆင် MSc ပဲဖြစ်ဖြစ် A levels ပဲဖြစ်ဖြစ်အဲ့ဒါတွေနဲ့တွဲပြီးတော့ပြရတယ်ပေါ့နော်ဆိုတော့တချို့က GED ရောလက်ခံလား O level ရောလက်ခံလားဆိုပြီးတော့မေးရဟာတွေရှိတယ်ဒါပေမဲ့စံတိတလောက်ကတော့အရင်တော့ဆိုလို့ရှင်ဒီcriteria တွေရှိမှလက်ခံတာတချို့တက္ကသိုလ်တွေကတော့ case by case basis အနေနဲ့စဉ်းစားပြရလို့ပြောတယ် CHK ကတော့တေချာမပြောတတ်ဘူးတစ်ချက်ဒီ admission office နဲ့တစ်ချက်discuss လုပ်ဖို့အကြံပေးချင်ပါတယ်ပေါ့နော်ဒီအကယ်၍ကွာ GED ရှိရယ် SAT ရှိရယ်O level ရှိရယ်ဆိုလို့ရှင်အဲ့ဒါကိုတော့ဒီ admission office နဲ့ discuss လုပ်ရင်ပို့ပြီးအဆင်ပြေပါလိမ့်မယ်ပေါ့နော်ဆိုတော့ရှောက်တော့မယ်ဆိုလို့ရှင်ပါ documents တွေပြင်ဆင်ထားတင်လဲပေါ့ဆိုတော့ပထမဆုံးဒါကတော့ဆန်ပြင်ဆင်ခဲ့တဲ့ documents လေးပေါ့နော်ဆိုတော့ပထမဆုံးဒီ10ရန် MSc နေ10ရန်အောင်လက်မှတ်တွေကို notary ပြန်တယ်ပြီးလို့ရှင် personal statement တွေပြန်တယ်ကိုယ့်ရဲ့ CV ပြန်တယ်IELTS ပြန်တယ်ပေါ့နော်ဒီ English test တွေပြန်တယ်ပြီးရင်ဒီဟာရှောက်ဖို့ဆိုလို့ရှင်မရှိမဖြစ်ရှိရမှာ passport ပေါ့နော် passport လည်းပြင်ထားတယ်ပြီးရင်ဒီ10ရန် MSc ရဲ့အပြင်သူက9ရန်10ရန်8တန်း9တန်း10တန်း MSc ကိုလည်းတောင်းတယ်ဆိုတော့ဒီကျောင်းကနေလည်းဒီ MSc ကိုတစ်ချက်ပြန်ပြီးတော့တောင်းထားရင်ပို့ပြီးတော့ကောင်းတယ်ပြီးရင် reference letters ပေါ့နော် Sam တော့ကSam volunteering လုပ်ခဲ့တဲ့ organization တွေတစ်ခုတောင်းတယ်ပြီးရင် Sam ရဲ့အင်္ဂလိပ်ဆရာမဆင်တွေတစ်ခုတောင်းတယ်ဆိုတော့ reference letter နှစ်ဆောင်တောင်းခဲ့ပါတယ်ပြီးလို့ရှိရင်အဲ့ဒီ reference letter တွေပြင်တခြားကိုကဥမာဒီပထမနှစ်တက်ထားရဆိုလို့ရှိရင်ပထမနှစ်ဒီတက္ကသိုလ်အမတ်စရင်တို့ဘာတို့ပြင်ထားရင်လည်းအဆင်ပြေရယ်နောက်ဆုံးကကြတော့ဒီတခြား certificate ပေါ့နော်ဥမာကို volunteering လောက်ထားတာပဲဖြစ်ဖြစ်တော့မဟုတ်ဒီကိုရဲ့တခြား courses အပြင်က courses တွေတက်ထားတာပဲဖြစ်ဖြစ်ဒီ certificate တွေရှိလို့ရှင်အကုန်လုံးရှိသမျှအကုန်လုံးတို့ရဲ့application portal မှာသင်ပေးရင်ကောင်းပါတယ်သူတို့ကအဲ့ဒီဟာတွေကိုလည်းကြည့်ရပေါ့နော်
ကိုဘယ်လို experience တွေရှိလဲဆိုတဲ့ဟာတွေကိုကြည့်ရဆိုတော့အကုန်လုံးအဲ့ဒါဆမ်အကုန်သင်ပေးလိုက်တာဟို achievement နည်းတဲ့ဟာတွေ achievement များတဲ့ဟာတွေအကုန်သင်ပေးလိုက်တာပေါ့နော်ဆိုတော့အဲ့ဒါပြင်ဆင်တဲ့ဟာတွေပါ Okay ဆိုတော့ပြင်ဆင်ပြီးသွားပြီဆိုလို့ရှင်အာနောက်ဆုံးရှောက်ဖို့ပဲကြံတယ်ပေါ့နော်ဆိုတော့ရှောက်ချင်တယ်ဆိုလို့ရှင်ဒီတို့ရဲ့ university website နဲ့တစ်ဆင့်ရှောက်လို့ရတယ်လိုအပ်တဲ့စာရွက်စာတမ်းတွေဖြည့်လိုအပ်တဲ့ information တွေဖြည့်ပြီးလို့ရှင်ဒီ application fee ရောပေးရတယ်ပေါ့နော်အခု900တက်သွားပြီဆိုတော့အဲ့ဒီ900ပေးပြီးလို့ရှင်ရှောက်လို့ပြီးသွားပြီပေါ့နော်ဆိုတော့ဘေးကပုံကတော့ဒီဟောင်ကောင်မှာရှိရဲ့တို့ရဲ့ဖះเจ้าတဲ့တစ်ခုပေါ့နော်ဒီဖះเจ้าကကြည့်လို့ရှင်မြင်ရလာတော့မသိအလင်းပြန်နေထင်တယ်ဒီထဲမှာသူကဘောပန်လေးကင်ထားတာဆိုတော့အဲ့ဒါပညာရေးအတွက်ဆုတောင်းလို့ရတယ်ဆိုလို့အဲ့ဒါတပုံရိုက်လာတာဆိုတော့အားလုံးဒီ CHK ကိုရှောက်ဖို့ပြင်နေရပဲဖြစ်ဖြစ်ပေါ့နော်ပဲကျောင်းလျှောက်ထားတာပဲဖြစ်ဖြစ်ကံကောင်းပါစေပေါ့နော်ဆိုတော့ကံကောင်းပါစေလို့ဆုတောင်းပေးချင်လို့ဒီပုံလေးထည့်ထားတာပါ Okay ဆိုတော့CHK ကိုရှောက်ပြီးသွားပြီ CHK ကိုရောက်လာပြီပေါ့နော်CHK မှာဘယ်လိုမျိုးအတွေ့အကြုံတွေရှိခဲ့လဲဟောင်ကောင်ဘယ်လိုအတွေ့အကြုံရှိခဲ့လဲဆိုတာကိုပြောပြပေးသွားမှာပါဆိုတော့ပထမဆုံး culture shock လေးပေါ့နော် culture shock ပြောရမယ်ဆိုလို့ရှင်ပထမဆုံးဒီဟောင်ကောင်ကိုရောက်လာတော့က quarantine လုပ်ရတယ်အဲ့တော့က covid ကာလဆိုတော့ quarantine လုပ်တော့ quarantine မှာဘာတွေကျွေးလဲပေါ့ပထမဆုံးကျွေးရဟာဒီဟာလေးဆိုတော့ဆမ်မဟောင်ကောင်စားတော့တခါမှကောင်းကောင်း Google မခောက်ဘူးခောက်လို့ဟိုဟောင်စားစာတွေက dim sum တွေရှိရအဲ့ဒါတော့သိရဆိုတော့တခြားဟာတော့ဘာတွေရှိလဲတခြားမသိဘူးအမှန်တော့ဒီဟာဟောင်ကောင်ကဒီ local အစားအသောက်တစ်ခုပေါ့နော်သူတို့ macaroni soup လို့ခေါ်တယ်ဒီဟာဆမ်အဲ့ဒါရတဲ့အချိန်မှာနည်းနည်းကြောင်သွားအဲ့ဒါဘယ်လိုစားရမလဲမသိဘူးတက်စီစားရမှာလားပေါ့နော်ပါမုံတက်စားမယ်အပေါ်ကဒီ macaroni ကိုစားမယ်ပြီးရင်ဆွပြုတ်တောက်မယ်အဲ့လိုတွေးလိုက်တာအဲ့လိုလဲစားခဲ့တာအမှန်တော့နောက်ပိုင်းတငယ်ချင်းတွေနဲ့စကားပြောမှအပေါ်နဲ့အောက်ဒီအပေါ် macaroni ရဲ့အောက်က soup ရဲ့ကိုရောပြီးရောစားရတာတဲ့အဲ့ဒါတို့ရဲ့မနက်စာလိုမျိုးပေါ့နော်ဆိုတော့နည်းနည်းကြောင်သွားတာဆက်အမှန်တော့ပြောမယ်ဆိုရင်ဒီဟာကိုအရင်မကြိုက်ဘူးနည်းနည်းအဲ့ရတသိမ့်မရှိဘူးလို့ခံစားရတယ်ဆိုတော့ဒါကတို့ရဲ့အစားအသောက်တွေပေါ့နော်ဆိုတော့စားတောက်တွေလည်းမျိုးမျိုးရှိရဲ့ဟောင်ကောင်ကအစားတောက်တွေကအကယ်၍ကွာအဆက်ကြိုက်တယ်လုံးဝအချင်းတွေကြိုက်တယ်ဆိုလို့ရှိရင်ဟောင်ကောင်အစားတောက်တွေကိုအရင်တိတ်မကြိုက်ဘူးလို့ထင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီမှာဒီကစားစားတယ်တိတ်မဆက်ဘူးတော်တော်များများတို့ဒီ steam လောက်ထားတာပေါ့နော် salty pep ပို့ပြီးတော့ရောက်တယ်ပြီးရင်ဒါကြတော့ဒီတို့ရဲ့စားတောက်ဆိုင်မှာပေါ့နော်ဥပမာဒီမှာကကောင်းကောင်းတွေ့ရလာတော့မသိဒီနားမှာအခန်းဟိုဒီကက်လေးနဲ့ခံထားတာရှိရယ်ဆိုတော့ဟောင်ကောင်မှာဒီစပွဲတပွဲမှာဆိုလို့ရှိရင်ဥပမာလူ၄ယောက်ထိုင်လို့ရလို့ရှင်တို့ကအကေးကလူ၂ယောက်ဝဲလာတယ်တခြားစားတောက်ဆိုင်ကတခြားနေရာတွေပြည့်နေရဆိုလို့ရှင်ကိုထိုင်တဲ့၂ယောက်စပွဲမှာတခြားလူတွေလည်းတို့ထည့်ပြီးရယ်ဆိုတော့ကိုကတခြားမသိတဲ့လူတွေနဲ့လည်းထိုင်ရတယ်ပေါ့နော်တို့လိုခိုစားတောက်ဆိုင်မှာဆိုလို့ရှင်စံတစ်ခေါက်ဆိုလို့ရှင်တငယ်ချင်းနဲ့သွားစားတာဒီစပွဲမှာပဲလူ၂ယောက်ထိုင်တယ်ဆိုတော့တခြား၂ယောက်လည်းအရှိမထိုင်နေတာဆိုတော့နောက်ဆုံးတငယ်ချင်းဖြစ်သွားအဲ့လိုပဲဟိုစားပြီးတော့ကြည်နေရကြတော့သိရမလားစကားပဲပြောရမှာလားဆက်ပဲစားရမှာလားအဲ့လိုနဲ့တကယ်ချင်းဖြစ်သွားတာပေါ့နော်ကိုအရှိမထိုင်တဲ့လူတွေနဲ့ပြီးရင် local restaurants တွေမှာကကြတော့ဘာဖြစ်လဲဆိုလို့ရှင်တို့ efficiency ကိုတို့ဦးစားပေးရယ်ဆိုတော့တို့ဘက်ကနေကြည့်လို့ရှင်မြန်ပြီးချင်တာပေါ့နော်ဥမာအထူးသဖြင့်မနက်စာသွားစားတဲ့ဆိုင်တွေမှာဆိုလို့ရှင်တို့ကစားပြရနဲ့တန်းထပတ်စံပေးထွက်အဲ့ဒါပဲဘာလို့ဆိုတော့လူတွေကဝင်ထွက်လူတွေအရန်များတဲ့အတွက်ကြောင့်မလို့ကိုယ့်တို့အချိန်အကြာကြီးမပေးနိုင်ဘူးကိုယ်အကြာကြီးစားနေလို့ရှင်လည်းတို့ကမြန်ထွက်စေချင်တာပေါ့နော်ဆိုတော့ local restaurant မှာသွားစားလို့ရှင်ဥမာတို့ကိုဒီ order လာကောက်လို့ရှင်ကွာမြန်မပြောလို့ရှင်တို့ကတိတ်ပြီးတော့စိတ်မရှိတော့ပြီးလို့ရှင်တို့ဥမာဇွန်းတို့ကိုမှာထားတဲ့ဒီစာရွက်တွေreceipt တွေကိုပို့လို့ရှင်တို့အဲ့လိုမြန်ပဲပြစ်ချလိုက်တာဆိုတော့ကိုကနေကြည့်လို့ရှင်ဟာငါ့ကိုပဲစိတ်ဆိုးသွားတာလားတို့ကအဲ့လိုမျိုးပဲလုံနေရလားဆိုပြီးတော့ဖြစ်တတ်တယ်ပေါ့နော်ဒါမဲ့ဒီမှာကျတော့ပုံမှန်ပဲတို့ကမြန်ပဲပြီးချင်တယ်efficiency ကိုဦးစားပေးရပေါ့နော်ပြန်တော့တစ်ခုကကျတော့ဟောင်ကောင်မှာကောင်းတဲ့ဟာကျတော့ဒီ transportation တွေတော်တော်အဆင်ပြေ public transportation တော်တော်ကောင်းတယ်ဥပမာဒီဟာ MTR map ပေါ့နော်တို့ရဲ့ဒီမြေအောက်တော့ပြောလို့မရယထာပေါ့နော်ယထာမြေပုံနေရာတိုင်းရောက်တယ်ယထာမရောက်လို့ရှင်လဲတို့ယထာ station ကနေ bus တွေသွားလို့ရတယ် mini bus သွားလို့ရတယ်ဆိုတော့သွားချင်တဲ့နေရာတိုင်းအကုန်လုံးဒီတို့ရဲ့ public transportation နဲ့ပဲသွားလို့ရတယ်ဆိုတော့အရင်အဆင်ပြေပေါ့နော်နောက်တစ်ခုကကျတော့ wet market က
အကယ်၍ကိုကစီတက်တက်တာနဲ့ဝယ်ချင်တယ်ဆိုလို့ရှိရင် supermarket မဟုတ်ဘဲနဲ့သူတို့ရဲ့ local market မှာသွားရတယ်ပေါ့နော်ဆိုတော့သွားတဲ့အချိန်မှာအကုန်လုံးက Hong Kong ကဒီ international city လို့ပြောပေမဲ့ local market သွားလို့ရှိရင်သူတို့က Cantonese လို့ပဲပြောတာဆိုတော့ကိုက Cantonese လို့မပြောတတ်လို့ရှိရင်သူတို့ကတိတ်ပြီးတော့မရောင်းချင်တော့ကိုယ်လည်းစိတ်မဝင်စားတော့ဘူးအကယ်၍ကိုအကြာရွေးနေလို့ရှင်တို့မြန်လို့ဆိုပြီးတော့អော်တယ်ပေါ့တစ်ခါတလေဒီ local market ဆက်ရောက်တဲ့ချိန်ဆိုလို့ရှင်ဆမ်အရန်ကြောက်တယ်ပေါ့နော်ဟာငါ့ကိုပဲသူနေလားငါထွက်ပဲပြေးရတော့မလားဝယ်ရမလားအဲ့လိုတွေဖြစ်တယ်ပေါ့နော်ဆိုတော့ local market သွားမယ်ဆိုလို့ရှင်တို့ရဲ့အာဒီ basic words လေးတွေတော့တည်ထားရင်ကောင်းပါတယ်ဆိုတော့ဒါကတို့ရဲ့ culture နဲ့ပတ်သက်ပြီးတော့တွေ့ကြုံတချို့လေးပေါ့နော်ဆိုတော့ CHK မှာဆိုတော့ CHK ကတောင်ပေါ်မှာရှိတဲ့တက္ကသိုလ်တစ်ခုအရန်ကိုarea ကြီးရယ်ဆိုတော့ CHK မှာတောင်ပေါ်မှာရှိတဲ့အတွက်ကြောင့်မလို့တရိတ်ဆန်တွေလည်းမျိုးရှိရယ်မြောက်ရှိရယ်ဒီမှာဆိုလို့ရှိရင်လည်းဆန်ဒီညဒီစားပြီးတော့အခန်းပြန်ခါနေမှာတောဝက်နဲ့တွေးခဲ့ရတယ်လည်းရှိရယ်ပေါ့နော်ဒါကတော့လုံးဝ CHK ကလူတွေပဲကြုံရမယ့်တွေ့ကြုံတွေပါပြီးရင် CHK မှာတို့ဒီ activity တစ်ခုရှိတယ်ဆိုတော့ဒါအဓိကတို့လုပ်နေတဲ့ဟာကျတော့ damn beat လို့ခေါ်တယ်ပေါ့နော်ဆိုတော့တို့လက်ခုပ်တီးရဲ့ခြေအောက်ကို storm လုပ်တယ်ဒီဟာကတို့ရဲ့ CHK ရဲ့လုံးဝ unique ဖြစ်တဲ့ culture တစ်ခုဆိုတော့ဒီဟာကတို့ဥမာ student organization တွေထောင်တဲ့ချိန်မှာ promotion ဆင်တဲ့ချိန်မှာတို့ရဲ့ orientation camp မှာဆိုလို့ရှင်ဒီဟာတွေလုပ်တယ်ပေါ့နော်ဒီဟာရဲ့အဓိကရည်ရွယ်ချက်ကတို့ရဲ့ဒီညီညွတ်မှုပေါ့ unity ကိုပြချင်တဲ့ရည်ရွယ်ချက်နဲ့တို့ဒီ damn beat ဆိုတဲ့ demonstration of beats ပေါ့နော်ဒီဟာတွေလုပ်တယ်ဒါကတော့ CHK ထဲမှာ culture shock ထဲကတစ်ခုပေါ့နော်တစ်ခါတလေလန့်နေတာအဲ့ဒီကျောင်းရှိမှာဒီဟာတွေလုပ်နေဆိုရင်ဟာတို့ဆန္ဒပဲပြနေရလားဒီ stampede ပဲလုပ်နေရလားမသိဘူးပေါ့နော်ဆိုတော့ကျောင်းပထမဆုံးတွေ့ရအတွေ့အကြုံဆိုလို့ရှင်ဒီဟာကိုတစ်ခါတလေလန့်နိုင်တယ်ဒါမဲ့ဒါကတော့ CHK အတွက် unique ဖြစ်တဲ့ culture လေးပေါ့နော်ပြီးတော့ college ထဲမှာဆိုလို့ရှိရင်ဆောနာပြောတဲ့အတိုင်း college တစ်ခုနဲ့တစ်ခုမတူဘူးဥပမာ SAM နေခဲ့တဲ့ college မှာဆိုလို့ရှိရင်ပထမနှစ်မှာတို့ကဒီ camp လေးတွေရှိတယ်ပြီးရင်တို့ course တွေရှိရပါတော့ဒီ camp ကအဲ့ဒီတို့ရဲ့ course ထဲကအစိပ်ပိုင်းတစ်ခုဆိုတော့one night 2 days camp ပေါ့နော်ဆိုတော့အပြင်မှာအဲ့လိုမျိုးလုံးဝကိုယ့်အကိုချက်ရတာပြီးလို့ရှိရင်မိဘအနေနဲ့အဲ့လိုမျိုး camp သွားရရှိရယ်ဒီဟာကတော့ orientation camp group ပေါ့နော်ဥမာ group အကြီးရှိရယ်ပြီးတို့ဒီ local tradition ဆန် orientation တွေရှိရယ်ဒါကတော့ college မှာကျောင်းမပြေးခင်ပေါ့နော်ကိုယ့်ကိုအဆက်ခွဲရလို့ပဲပြောရမလားအမတ်တရားလို့ပဲပြောရမလားပေါ့နော်ဒီအပေါ်မှာ perform လုပ်ခဲ့ရတယ်လည်းရှိရယ်ဒါကတော့ Harry Potter ဆန်ပေါ့နော် high table dining မှာ formal dining ဆိုတော့တစ်လမှာတစ်ခေါက်ရှိရယ်ဆိုတော့ဒီhigh table dining တွေလည်းရှိရယ်ပေါ့နော်ပြီးလို့ရှင်တာကတော့ Sam အဆောင်ထဲမှာအဆောင်ကနေနောက်ဆုံးထွက်လာတဲ့ရက်မှာတပုံရိုက်ခဲ့ရပါဆိုတော့ဒီဟာကတော့Sam ရဲ့ college မှာဆိုလို့ရှင်အခန်းနာရ2ယောက်အခန်းဆိုတော့ဒီအခန်းထဲမှာကျင်းလေးလို့ပြောမလားဒီဟာအမှန်တော့ပြောမယ်ဆိုနည်းနည်းကျယ်ပြီလို့ပြောလို့ရတယ်ဆိုတော့ကတင်ရှိရဲစပွဲရှိရဲဒီဖက်မှာဗီဒီယိုလေးရှိရဲပေါ့နော်ဆိုတော့ဒါဟောင်ကောင်ရဲ့ကျောင်းသူတယောက်ရဲ့အခန်းပါโอเคဆိုတော့ CHK မှာဘာတွေလုပ်လဲပေါ့ဒါဆနာပြောတဲ့ဒါဆနာကတော့ college နဲ့ပတ်သက်တဲ့ activity ဒီဟာကတော့ကျောင်းပြင်ပ activity လေးပေါ့နော်ဥမာဒီကျောင်းပွဲတွေမှာလည်းမြန်မာကခဲတငယ်ချင်းတွေနဲ့ဒီကျောင်း college တွေမှာ activity ရှိလို့ရှင်လဲဒီမြန်မာစာတို့မြန်မာ culture sharing လုပ်ခဲ့တယ်ပြီးရင်ဒါကတော့ music theater ပေါ့နော်အမှန်ဆန်ကလည်းအရင်မကတတ်ဘူးတချင်းဆိုတတ်လားဆိုတော့လည်းမဆိုတတ်ဘူးတချင်းဆိုလို့ရှင်လူတိုင်းကထွက်ပြေးခြင်းနဲ့အခြေအနေမှာပေါ့နော်ဆိုတော့ဒါမဲ့အမတ်တရားသူများmusic theater culture theater ခေါ်တော့ join ချင်လို့ join လိုက်တာပါဒီဟာတစ်ခုရှိရဲဒါကတော့တခြားဒီ project လုပ်ရတဲ့ activity တွေပေါ့နော်ဒါကတော့ထိုင်းနိုင်ငံမှာ field trip သွားတယ်ပြီးလို့ရှင်တခြားuniversity ရတငယ်ချင်းတွေနဲ့ group project လုပ်တဲ့ဟာတွေဒါကတော့အပေါ်မှာဒီ host family ပေါ့နော်ဒီဟောင်ကောင်မှာကို adapt လုပ်ဖို့အတွက်သူတို့တခြားprofessor ဖြစ်ကျောင်းက staff ပဲဖြစ်ဖြစ်နဲ့သူတို့တွဲပြီးရယ်ဆိုတော့သူတို့အဲ့ထဲမှာ activity တစ်ခုလုပ်တာအပြင်ကဒီ bakery ဆိုင်မှာ
bakery workshop လေးတွားတာပါဒါကတော့ဒီ college ကကျောင်းနိုင်ငံတကာကျောင်းသားဖွဲ့စည်းထဲကသူတို့ဒီ activity လုပ်တော့ပုံမှာအဲ့တော့ကလည်း Sam တော်တော်serve လုပ်ပေးခဲ့ပေါ့နော်နိုင်ငံတကာကျောင်းသားတွေအတွက်ဆိုတော့ CHK မှာဘယ်လို resources တွေရှိလဲပေါ့ဆိုတော့ကိုကဘာလို့ချင်လဲဆိုတာနဲ့ဆိုင်တယ်ဥပမာကိုက exchange ပဲတွားချင်လားအဲ့ဆိုလို့ရှိရင် CHK academic link ဆိုတဲ့ office ရှိရဲ့အကယ်၍ကိုရဲ့ဒီဟိုဟောင်ကောင်မှာနေဖို့အခက်အခဲရှိရလားတော့မဟုတ်ဘယ်လိုမျိုး plan တွေလုပ်ချင်လဲ planning ကိုလုပ် plan နေရလမ်းရောမှန်ရဲ့လားဆိုလို့ရှိရင်ကိုစကားပြောချင်လို့ရှင် Leo ဆိုတဲ့ဒီ office ဒီ staff တွေလည်းရှိရယ်အကယ်၍ကိုကmentally counseling လုပ်ချင်တာပဲဖြစ်ဖြစ်အဲ့ဒီ office သွားလို့ရတယ်ဖျားတယ်ဆိုလို့ရှိရင်လည်းဒီ free of cost ပေါ့နော်သူတို့ medical center ရှိရယ်အကယ်၍ scholarship ရှောက်ချင်လားဆန္ဒပြောတဲ့အတိုင်းသူတို့website တွေရှိရယ်ပြီးလို့ရှင်ကျောင်းသားတွေနဲ့ပဲအဆက်အသွယ်လုပ်ချင်လား ISA ရှိရယ် International Student Association ရှိရယ်ဒီအလုပ်ချင်လားအလုပ်နဲ့ပတ်သက်တဲ့ workshop တွေတက်ချင်လား opportunities တွေရှာချင်လားအဲ့ဒါဆိုလို့ရှင်လည်း career center တွေရှိရယ်အခုနောက်ပိုင်းတို့ co-op ပေါ့နော် cooperative education အနေနဲ့ဒီအပြင်မှာကျောင်းသား status အနေနဲ့လည်းရှိရယ်ဒီsalary လည်းကောင်းကောင်းရတဲ့အဲ့လိုမျိုး experience လည်းရတဲ့တွေ့ကြုံပေါ့နော်ဒါတော့ cooperative education ဒီဖက်မှာကကြတော့တပတ်ကိုတစ်ခေါက်ပို့ပြီးရ mass email ပါဆိုတော့ဒီမှာ information တွေအများကြီးပါတယ်တပတ်အဲ့လိုတောက်ကြနေဆိုလို့ရှင်အဲ့ဒါကိုအသေးစိတ်တစ်ခုချင်းစီကြည့်ရပေါ့နော်ငါဘယ်ကနေပတ်စံရှာလို့ရလဲဘယ်ဟာကိုရှောက်လို့ရလဲဥမာတချို့ဆိုလို့ရှင်လည်းဘာပွဲတွေရှိလဲတချို့ဥမာဒီ department ကနေစပွဲအလကားပေးနေပြီးအဲ့လိုမျိုးတွေအများကြီးတင်ထားရပေါ့နော်ဆိုတော့ resources တွေကတော့အများကြီးရှိရအဓိကကိုယ့်ဘက်ကနေပဲproactively ပေါ့နော်ဒီ resources တွေကိုရှာဖို့ကြည့်ဖို့ဒီယူဖို့ပဲလိုတယ်ပေါ့နော်Okay ဆိုတော့အဲ့ဒီ activity တွေလုပ်ခဲ့လားမဟုတ်ဘူးစာသင်တဲ့အကြောင်းတက်တဲ့ချိန်တွေလည်းရှိပါတယ်ဆိုတော့ဒီဟာက timetable ဥပမာပေါ့နော်တချို့ semester တွေဆိုလို့ရှိရင်လည်းရက်တိုင်းအတန်းရှိတယ်တချို့ semester ဆိုလို့ရှိရင်လည်းဒီတချို့ရက်တွေမှာပဲအတန်းတွေပုံနေရရှိရပေါ့နော်ဆိုတော့ CHK မှာကိုကြိုက်တဲ့ course တွေကိုရွေးတက်လို့ရတာရှိရတချို့ course တွေကကြတော့ mandatory ပေါ့နော်ဆိုတော့ requirement အနေနဲ့တက်ရတာရှိရဆိုတော့ဒီပထမနှစ်မှာဆိုလို့ရှင်တော့ cost တွေနည်းနည်းပြည့်နေတတ်တယ်နောက်နှစ်တွေမှာဆိုလို့ရှင်ကိုအဆင်ပြေတယ်လို့ timetable တွေကြည့်ပြီးတော့ယူလို့ရတယ်ပေါ့နော်အတန်းတွေကိုဒါကတော့တက္ကသိုလ်ဘဝမှာဒီစာလောက်ခဲ့တဲ့နေရာတွေပါဒါကတော့အရန်ကြိုက်တဲ့နေရာပါဒီတောင်လေးမှာကိုတယောက်တည်းပဲအကုန်လုံးဘူးမှကိုမမြင်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ကိုအပြင်က view တွေပဲမြင်ရတယ်ဆိုတော့ဒီနေရာအရန်ကြိုက်လို့ဒီနားမှာထားပေးရပါဆိုတော့အောက်ကကြတော့စာသင်ခန်းအခြေအနေလေးပေါ့နော်ဆိုတော့တေးအတန်းတွေလည်းရှိရ discussion လိုမျိုးထားတဲ့အတန်းတွေလည်းရှိရအကြီးအတန်းတွေလည်းရှိရဆိုတော့အမျိုးမျိုးရှိရပထမနှစ်မှာကြတော့ဒီ faculty package အနေနဲ့ယူရတဲ့အတွက်ကြောင့်မလို့လူရာချီတက်ရတဲ့အတန်းတွေရှိရပေါ့နော်အမှန်တော့ပြောရမယ်ဆိုလို့ရှင်Hong Kong စံတက်ခဲ့တဲ့အတန်းတွေမှာlike honestly ပြောမယ်ဆိုလို့ရှင်ကျောင်းသားတွေ interactive အရင်မရှိဘူးတချို့တွေဆိုလို့ရှင် Sam တည့်ရလို့ဆိုလို့ရှင်ကျောင်းအရင်လက်တယ်ပေါ့နော်ဘာလို့ဆိုတော့PowerPoint တွေကဒီ blackboard မှာတွားကြည့်လို့ရတယ်စာမွေးကြလို့ရှင်အဲ့ဒါတွေကြည့်ပြီးတော့refer လုပ်လို့ရတယ်ဆိုတော့တို့ကတိတ်ပြီးတော့ကျောင်းမတက်ကြဘူးဆိုတော့အတန်းတွေကဒီမှာဆိုလို့ရှင်လူတွေတိတ်မရှိဘူးပေါ့နော်တစ်ခါတလေဆိုတော့အဲ့ဒါတွေရှိတယ်ဒါပေမဲ့ professor တွေကတချို့စာသင်တော်တော်ကောင်းတဲ့ professor တွေရှိရအရင်ဒီအတန်းတွေကို interactive ဖြစ်ဖို့encourage လုပ်တဲ့ professor တွေရှိရတချို့ professor တွေဆိုလို့ရှင် Sam လုံးဝကြိုက်လို့သူ့အတန်း major နဲ့မဆိုင်ရင်တော့မှသူ့အတန်းကိုပဲသွားတက်တဲ့ဟာတွေလည်းရှိရပေါ့နော်ဆိုတော့အဲ့ဒါကတော့ professor တွေနဲ့ဆိုင်မယ်major နဲ့ဆိုင်တယ်လို့ထင်ပါတယ်ဒီlearning experience ကတော့ဒါကတော့Sam ဒီ Brown University မှာ oops typo လေးရှိလို့တစ်ချက်လောက်ပြင်လိုက်အောင်ပါတော့ okay sorry နည်းနည်းအခုမှတွေ့မိလို့ပါအားလုံးတောင်းပန်ပါတယ်ဆိုတော့ဒီ Brown University မှာဒီ experience one semester experience ရှိခဲ့တယ်ပေါ့နော်ဆိုတော့အမှန်တော့နောက်ဆုံး semester မှာတွားခဲ့တာပါဆိုတော့ဒီ Brown University က CHK နဲ့ရှင်လို့ရှိရင်သူတို့ကပို့ပြီးတော့ open curriculum ဖြစ်တဲ့အတွက်ကြောင့်မလို့ course တွေရွေးရတာအရန်ကို
free ဖြစ်တယ်ပေါ့နော် exchange ကျောင်းသားတစ်ယောက်အနေနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့လဲကိုတက်ချင်တဲ့ course တွေသွားတက်လို့ရတယ်ဒါကတော့ဒီ trial တက်လို့ရတဲ့အပတ်မှာတက်ချင်တဲ့အတန်းတွေအကုန်လုံးပုံပြီးတော့ထည့်ထားတာပေါ့နော်ဆိုတော့အဲ့ဒါသွားတက်တဲ့ဟာတွေပါပြီးရင်တခြား experience တွေပေါ့နော်ပထမဆုံးနင်းတွေးခဲ့ရလဲ Brown University သွားတော့ပါအရင်ပြောခဲ့ပါတယ်ပြီးလို့ရှိရင်တို့တခြားဒီ yoga classes တွေရှိရယ်ကိုကိုလည်းဒီSam ဒီ US ရောက်တော့ပေါ့နော်ပတ်စံကတော့အများကြီးမရှိဘူးနည်းနည်းပဲရှိရယ်ဆိုတော့တယောက်တည်း budget trip ထွက်ခဲ့ရတယ်လည်းရှိရယ် hostel ထဲမှာနေခဲ့ရတယ်လည်းရှိရယ်ပြီးလို့ရှင်ဒီတငယ်ချင်းတွေနဲ့လည်းဆော့ကြရဲပေါ့နော်ဒါကတော့သူတို့ concert ရှိလို့တက်ခဲ့ရတယ်ပေါ့ဆိုတော့ဒါကတော့ Brown University မှာရှိရဲ့အတွေ့အကြုံတချို့ပါနောက်တစ်ခုကောင်းတာကကျတော့ Brown University မှာဒီဆောနာ interactive ပြောမယ်ဆိုလို့ရှင် Brown University မှာWestern University လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ CHK နဲ့ရှင်မယ်ဆိုလို့ရှင် interaction တော့ပို့ပြီးတော့များတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါကတော့Sam ရဲ့ opinion တစ်ခုပါOkay, CHK မှာ career opportunities တွေရောဘယ်လိုရှိလဲပေါ့Sam ဒီ summer solution student helper လောက်ဖြစ်တာရှိရဥမာဒီမှာ solution ဒီCHK allergy center မှာလောက်ခဲ့ရပါတော့တို့ skin prick test လုပ်တော့ Sam ပါရ allergic ဖြစ်လဲဆိုတာလဲစစ်ခဲ့တယ်ဆိုတော့ဒီဟာက summer လောက်ခဲ့တဲ့အတွေ့အကြုံနေပြီးလို့ရှိရင် Sam co-op program နဲ့ join ဖြစ်ပါတယ်ဒီဟာကတို့ဒီအပြင်ကoutward bound training ဆင်းခဲ့ရတာကြီးပေါ့နော်ပြီးရင်တို့dining etiquette တွေလည်းတက်ခဲ့ရရရှိဥမာစပွဲမှာစားနေဟာဘယ်လက်နဲ့စားမလားညာလက်နဲ့ယူရမှာလားဘယ်လိုလုပ်ရမှာလဲဆိုတာတွေကိုလည်းတို့ training ဆင်းခဲ့ရပေါ့နော်ဆိုတော့ဒီဟာကနေတော်တော်များများသင်ယူခဲ့တယ်ဥမာကိုကအပြင်မှာရောက်သွားပြီဆိုလို့ရှင်ဘယ်လို networking လုပ်ရမှာလဲဘယ်လိုဝတ်စားဆင်ရမှာလဲဆိုတာတွေကိုလည်းအများကြီးသင်ယူခဲ့ရပေါ့နော်ဆိုတော့အဲ့ဒီဟာကနေလည်းSam အလောက်9လလောက်ခဲ့တယ်အဲ့ကနေအလောက်လောက်နေတဲ့အချိန်မှာပဲဆန္ဒပြောတဲ့အတိုင်း credit လည်းရတယ်salary လည်းရတယ် experience လည်းရတဲ့ပုံစံမျိုးပေါ့နော်အဓိကကတော့ Sam အမှန်တော့တကယ်ရခဲ့တာကအဲ့တော့ရခဲ့တာ network လို့ပြောလို့ရတယ်အဲ့မှာ Sam အရင် supportive ဖြစ်ပြီးရယ် supervisor လည်းအရင် supportive ဖြစ်တယ်ဒီတခြားအလောက်ကလူတွေလည်းအရင် supportive ဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော့ opportunities လေးပါဆိုတော့Sam ပြောနေတာဟိုရောက်ဒီရောက်ဖြစ်နေလိုက်မယ်နောက်ပိုင်းသိချင်လို့ရှင်ပြန်ပြီးတော့တစ်ချက်ပြန်မေးပေးလို့ရပါတယ်ပြန်ပြီးတော့တူဆွေးနွေးလို့ရပါတယ်ဒါကတော့ CHK မှာပွဲရသွားပြီဆိုလို့ရှင်ပါ opportunities တွေထက်ရှိလဲပေါ့နော်ဘာတွေလုပ်လို့ရလဲအလုပ်လုပ်မယ်ဆိုလို့ရှင် visa လို့လားပေါ့ဆိုတော့ကျောင်းကနေ sorry Hong Kong မှာကျောင်းပြီးခဲ့တယ်ဆိုလို့ရှင်ရင် IANG visa ဆိုတာရှောက်လို့ရတယ်အဲ့ဒါကတော့ non local graduate တွေအတွက်ပေးရဲ့ visa ပေါ့နော်ဆိုတော့ဒီ IANG visa ကကြတော့ပြောရမယ်ဆိုလို့ရှင်ကျောင်းပြီးသွားလို့ရှင်ရှောက်လို့ရတယ်နှစ်စာပြီးရအဲ့နှစ်ထဲမှာကိုအလုပ်ရှာလို့ရတယ်အလုပ်မရှိလဲအဲ့ visa နဲ့နေလို့ရတယ်အလုပ်ရှိပြီဆိုလို့ရှင်လဲအဲ့ visa နဲ့ပဲအလုပ်လုပ်လို့ရတယ်ဆိုတော့အလုပ်ကနေကို sponsor ပေးစရာမလိုတဲ့အတွက်ကြောင့်မလို့အလုပ်ရှာတဲ့အချိန်မှာလဲအရင်မခက်ဘူးပေါ့နော်ခေရွာ startup မှာလုပ်မယ်ဆိုလို့ရှင်တချို့ startup တွေကအရင်ကို sponsor မပေးနိုင်တဲ့ဟာတွေလည်းရှိရဆိုတော့ကိုကဒီ IANG visa နဲ့ပဲဆက်ပြီးအလုပ်လုပ်လို့ရတယ်ပြီးလို့ရှင် Hong Kong မှာနေလို့ရှင်နေပြီးတော့9နှစ်ကြာလို့ရှင် permanent resident ရှောက်လို့ရတယ်ပေါ့နော်ဆိုတော့အကယ်၍ကိုကပြောမယ်ဆိုလို့ရှင်4နှစ် bachelor တက်ရင်4နှစ်ဆိုတော့နောက်ထပ်3နှစ်လောက်နေလိုက်လို့ရှင် Hong Kong မှာ PR ရနိုင်တယ်ပေါ့နော် permanent resident ရတယ်ဆိုတော့အဲ့ဒီ permanent resident ခက်ရှိလို့ရှင်တို့ရဲ့ citizen တယောက်လိုမျိုးပဲဒီopportunities တွေရတယ်ဒီ benefits တွေရတယ်ပေါ့နော်ဆိုတော့ဒီမှာဒါကတော့ Hong Kong မှာရှိရဲ့ဒီ opportunities တချို့တွေပါဆိုတော့အားလုံးပဲနားထောင်ပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်မေးခွန်းရှိလို့ရှင်လည်းမေးလို့ရပါတယ်ဒါကတော့ Sam Facebook page လေးဖွင့်ထားတာပေါ့နော်အတက်နိုင်ဆုံးတော့တစ်လတစ်ခေါက်တော့တင်ဖြစ်တယ်ဒါပေမဲ့ attack ပို့ပြီးတော့တင်ဖို့တော့ကိုယ့်အကို motivation တွေလည်းယူနေပါတယ်ဆိုတော့အားလုံးနဲ့တူတူconnect လုပ်ဖို့လည်းမျှော်လင့်ပါတယ်ဆိုတော့ကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမစံတကယ်ကျေးဇူးတင်ပါတယ်ပြည့်စုံ share ပေးသွားတဲ့အတွက်အခုအားလုံးတက်ရောက်လာတဲ့ညီကောင်မတွေအားလုံးနဲ့ရတယ်question လေးတွေပဲဖြစ်ဖြစ် discussion ပဲဖြစ်ဖြစ်ပေါ့လက်လေးထောင်ပြီးတော့ပဲဖြစ်ဖြစ်မေးလို့ရပါတယ်မေးကြပါဦးခင်ဗျမိုက်ဖွင့်လို့အဆင်မပြေတာတို့အကြောင်းတစ်ခုခုကြောင့်ပေါ့နော်အတန်ဖွင့်လို့အဆင်မပြေရင်လည်းဒီ chat box မှာ
ရေးပေးလို့ရပါတယ်ကျွန်တော်မေးခွန်းလေးတွေဖတ်ပေးပါမယ်โอเคအခုမိုက်ဖွင့်လို့အဆင်ပြေတယ်ဆိုရင်တော့ဝင်ပြီးဆွေးနွေးပေးကြပါအောင်ဗျအားလုံးဖိတ်ခေါ်ပါတယ်ဟုတ်ဒီမှာပထမဆုံးရှင်ဆိုတဲ့တယောက်ကမေးကြပါတယ် IELTS ရဲ့7.5ရပါမယ်10အမှတ်85%မပြည့်တာနဲ့အပိုင်းတက်ဆက်သိမ်းသွားပါပြီတဲ့ဟုတ်အဲ့ဒါကြတော့ဆမ်ပြောချင်တာဒီ85%မပြည့်လို့ရှင်တခြားဟာအနေနဲ့တခြားဟာသုံးပြီးတော့ support လုပ်လို့ရမယ်လို့ထင်ပါဥပမာ SAT ပဲဖြစ်ဖြစ်ကိုကဒီတက္ကသိုလ်ဥပမာ for example ထိုင်းနိုင်ငံမှာတက္ကသိုလ်တစ်နှစ်သွားတက်ထားတာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေနဲ့အစားပြန်ထိုးလို့ရတယ်ပေါ့နော်အဲ့ဒါကတော့ငယ်ရွယ်ဟောင်ကောင်မှာတကယ်ကိုကျောင်းတက်ချင်တယ်ဆိုလို့ရှင်ဒီ admission office ကိုတစ်ချက်ဒီဆွေးနွေးလို့ရတယ်ပေါ့နော်ဟုတ် ဟုတ်ကျေးဇူးပါကျန်တဲ့ဆရာဆရာမတွေဆွေးနွေးပေးကြပါအောင်ဗျမိုင်လေးဖွင့်ပြီးတော့ပြောလို့ရပါတယ်အားလုံးပဲအဆုံးထိနားထောင်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဆွေးနွေးလို့ရပါတယ်ဗျအားလုံးပုံမှန်လင်းလင်းပေါ့ပေါ့ပါပါပါတိတ်ထွေထွေထူးထူးလည်းမရှိပါဘူးအများကြီးအဲ့တော့သိချင်တာလေးတွေတခြားဟိုဒါမှမဟုတ်လည်းတခြား sharing လုပ်ချင်တာလေးတွေရှိရင်ပေါ့ဆရာပြဖြိုးတာမိုက်ဖွင့်လိုက်လားမသိဘူးပြောပါဗျာဆရာဟုတ်မင်္ဂလာပါဗျဟုတ်ဒီကကျွန်တော်နည်းနည်းလေးနောက်ကျသွားတယ်ပေါ့နော်နောက်ကျသွားတယ်ဆို meeting လေးတစ်ခုကမပြတ်သေးနေလို့ဝင်လာတဲ့ချိန်မှာတော့တစ်ဝက်တစ်ပြက်လောက်တော့ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်မမီလိုက်တာဖြစ်နိုင်တယ်ပေါ့နော် sorry ပါlibrary နဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ကတော့ဝါသနာပါတော့ပေါ့နော်အဲ့ဒီတွေ့ကြုံလေး sharing လုပ်ပေးပါလားပေါ့နော်CUHK မှာရှိတဲ့ library အကြောင်းပေါ့နော်ဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့ရှင်CUHK မှာ library ပြောမယ်ဆိုလို့ရှိရင် library မှာတို့ website မှာဆိုလို့ရှိရင်ကိုဖတ်ချင်တဲ့ paper တွေအကုန်လုံးသွားပြီးတော့ရှာလို့ရတယ်အကယ်၍မရှိဘူးဆိုလို့ရှိရင်လည်း library က staff တွေနဲ့သွားပြီးတော့ဆွေးနွေးလို့ရပါတယ်ရှင်ဒီအပိုင်းကတော့ Sam အများကြီးတော့ဒီ staff နဲ့တော့တခါမှတော့မဆွေးနွေးဖြစ်ဘူးကိုလိုချင်တဲ့ဟာတွေအကုန်လုံးကတော့ဒီ library မှာ available ဖြစ်တဲ့ဟာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ပြီးတော့CHK မှာ library အများကြီးရှိရယ်ဘာဖြစ်လို့လဲဆိုလို့ရှင်တို့ college ကိုခုရှိရတဲ့အတွက်ကြောင့်မလို့ဒီ college တစ်ခုချင်းစီ college တိုင်းမှာတော့မရှိဘူးဒါပေမဲ့ college တော်တော်များများမှာတော့ရှိရဲဆိုတော့အဲ့ဒီ library မှာလည်းစာသွားလုပ်လို့ရတယ်ပေါ့နော်အကယ်၍ကိုက computer တုံးချင်တယ်ဆိုလို့ရှိရင်လည်းဒီ computer service တွေရှိရဲတချို့နေရာ Mac တွေတုံးထားတဲ့ဟာတွေလည်းရှိရပေါ့နော် iMac ကိုထားတဲ့နေရာတွေမှာဆိုလို့ရှိရင်လူတွေတော်တော်များများပြည့်နေတတ်တယ်ပေါ့နော်အဲ့ဒါတွေရှိပါတယ်တချို့ library ကတော့24နာရီဖွင့်တယ်တချို့ကတော့ဒီညနေ9နာရီထိပဲဖွင့်တဲ့ဟာတွေရှိပါတယ်ရှင်ဟုတ်ဆရာမေးချင်တဲ့မေးခွန်းကို cover ဖြစ်လားမသိဘူးရှင်ဆရာဒီ library နဲ့ပတ်သက်ပြီးတော့တခြားဘက်အပိုင်းသိချင်လည်းမသိဘူးမဟုတ်ပါဘူးကျွန်တော်တို့ကlibrary culture ပေါ့နော်အောင်ကောင်းရဲ့ library culture လေးဘယ်လိုရှိလဲပေါ့နော်အဲ့လိုလေးသိချင်တာဟုတ်ရတယ်ဆရာမဖြေပေးတာသဘောကျပါတယ်ဟုတ်ကဲ့ရှင်ဒီ library culture ကတော့စာမေးပွဲနီးလို့ရှင်ကျောင်းသားတွေအများကြီးရှိရပေါ့နော်ဒီစာမေးပွဲနီးလို့ရှင်ဒီ final season တော့မဟုတ် midterm season ဆိုလို့ရှင်တော့ကျောင်းသားတွေနဲ့ပြည့်တယ်နေရာတွေရှာလို့တိတ်မရဘူးပုံမှန်ဆိုလို့ရှိရင်တော့စာသွားဖတ်တဲ့လူတွေရှိပါတယ်ဒီသူတို့ computer သုံးတဲ့ဟိုအချိန်တွေရှိပါတယ်ဆိုတော့ဟုတ်တလောက်ပါရှင်ဆမ်ကတော့ဒီ final နီးလို့ရှင် library မှာသွားဖြစ်တယ်ပေါ့နော်မဟုတ်လို့ရှင်အဲ့ရအခန်းထဲမှာနေလို့ရှင်အဲ့ရပေါ်ရောက်သွားတဲ့အတွက်ကြောင့်ကျေးဇူးပါဗျာဟုတ်ကဲရှင်အဲ့တော့ကျွန်တော်question လေးတွေဖတ်ပြမယ်နော်ဒီကဲရှင်နောက်တစ်ယောက်မေးထားတာမိုးဆိုတဲ့တစ်ယောက်မေးထားတာပါဒီမြန်မာနိုင်ငံမှာဘွဲရထားပြီးသားဆိုEnglish level လိုသေးလားတဲ့အဲ့လိုလေးမေးထားပါတယ်ဗျဟုတ်ကဲရှင်မြန်မာပြည်မှာပွဲရထားပြီဆိုလို့ရှင် English level okay ဆိုတော့ရေပုံရအဖြစ်ပြောရမယ်ဆိုလို့ရှင်လိုပါတယ်ဒီ IELTS ဆနာbachelor solution 6.0တခြားဒီ degree solution နဲ့တို့ requirements နဲ့တို့ရှိပါတယ်ဆိုတော့ရေပုံရအဖြစ်ပြောရမယ်ဆိုလို့ရှင်လိုပါတယ်အကယ်၍ကိုမြန်မာပြည်ကပြီးထားတဲ့အကြောင်းက English only instruction ဆိုလို့ရှင်အဲ့ဒီဒီ English only instruction ဖြစ်ကြောင်း
proof ပြနိုင်လို့ရှင်တော့English level ပြစရာတော့မလိုတဲ့ case တွေရှိပါတယ်ရှင်ဟုတ်ဟုတ်နောက်တစ်ခုကဆရာဆိုင်းကိုကိုစောကမေးထားတာပါဆရာဆိုင်းကိုကိုစောခီးသွားနေတယ်ဆိုတော့သူဒီမှာ comment လေးရေးထားတယ်ပေါ့thanks for your complete knowledge sharing and information my question is that what does a research assistant do တဲ့အဲ့တော့ဆရာမလက်ရှိလုပ်နေတဲ့ research assistant အနေနဲ့ဘာတွေလုပ်ရလဲပေါ့ဒီအဲ့ဒါလေးကိုမေးချင်တာနဲ့တူပါတယ်ဗျဟုတ်ဖြေပေးပါ ဟုတ်ကဲ့ရှင်ဟုတ်အခု Sam လုပ်နေတဲ့ research assistant ကကြတော့immunology နဲ့ဆိုင်တဲ့ဟာပေါ့နော်ဆိုတော့immunology ကတော့သူက wet lab ဖက်ပို့သွားတယ်ပေါ့နော်ဒီတို့ lab နဲ့lab ထဲမှာအလုပ်လုပ်တဲ့ဟာရှိရဒါပေမဲ့ Sam ကတော့ဒီ public health နဲ့ကျောင်းပြီးထားတဲ့အတွက်ကြောင့်မလို့ဒီ wet lab နဲ့ပတ်သက်ပြီးတော့ experience တော့မရှိဘူးဆိုတော့Sam ကတော့ dry lab ဖက်မှာပို့ပြီးတော့ကူပေးရသူတို့ data analysis လုပ်နေတဲ့အဆင့်ရှိရပေါ့နော်သူတို့ဒီ project မှာဆိုတော့ဒီ data analysis လုပ်တာတွေကူပေးရဥပမာသူတို့ဒီ data နဲ့ဘယ်လိုမျိုး analysis တွေလုပ်လို့ရသေးလဲပါညာဒီliterature review တွေလုပ်တာတွေရှိပါတယ်ရှင်ဒီ wet lab နဲ့ဆိုလို့ရှင်သူတို့wet lab လုပ်တဲ့အချိန်မှာသူတို့ဒီ equipment ပြင်ပေးရပဲနဲ့ဖြစ်ဖြစ်ပေါ့နော်ဒီ sample တွေရွေးချိန်မှာသွားကူရပဲဖြစ်ဖြစ်အဲ့ဒါတော့လုပ်ပေးပါတယ်ရှင်အကယ်၍ဒီចောင်းသားအနေနဲ့ပေါ့နော်ဆက်ဒီ experience ရှိခဲ့တာတော့research assistant လုပ်ခဲ့တာတော့ဒီdata collection ဘိုင်းမှာပေါ့ဥမာinterview ဆိုလို့ရှင်လဲကိုကကူပြီးတော့ interview လုပ်ပေးရတော့ဒီtranscript တွေကိုကူပြီးတော့ proofread လုပ်ပေးရတော့သို့မဟုတ်ဒီdata cleaning လုပ်တာတော့အဲ့ဒါတွေလုပ်ရတာတော့ရှိပါတယ်ရှင်ဟုတ်ကျေးဇူးပါနောက်တစ်ခုကအာ Stella မေးထားတာပါSam တစ်လဘယ်လောက်ကုန်လဲမသိဘူးအသုံးစရိတ်လေးမေးတာပါတဲ့ခုနမှဝင်လာတော့ရှေ့မှာပြောထားပြီးသွားရင် sorry ပါတဲ့ဟုတ်ဆိုတော့တစ်လဘယ်လောက်ကုန်လဲပေါ့နော် CHK မှာနေတော့ကတော့တစ်လကို3000လောက်ကုန်ပါတယ်ဆိုတော့စားတာတောက်တာသွားတာလာတာပေါ့နော်ဆိုတော့အဲ့ဒါတွေတစ်လကို3000ကုန်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှင်ကျောင်းမှာကတော့ဒီcanteen အစားအစာတွေကပို့ပြီးတော့ဈေးသက်သာတယ်ကိုချက်စားလို့ရှင်ချက်စားတယ်လို့မျိုးပို့ပြီးတော့သက်သာတယ်တဲ့ဟာတွေရှိရပေါ့နော်ဆိုတော့အခုကကြတော့အပြင်မှာနေတဲ့အတွက်ကြောင့်မလို့3000ကလုံးဝမလောက်တော့ဘူးအပြင်မှာဥမာအလုပ်မှာသွားအလုပ်ရောက်သွားပြီးအလုပ်မှာစားလို့ရှင်ဒီ90ကနေ80ကြားပေါ့နော်ဟောင်ကောင်ဒေါ်လာအဲ့လောက်ရှိရယ်တစ်နက်ကိုဆိုတော့3000နဲ့မလောက်တော့ဘူးပေါ့နော်ဆိုတော့အဲ့ဒါကတော့စားစရိတ်သွားစရိတ်လာစရိတ်ပါနေတာကတော့အခုဆမ်နေတဲ့နေရာကတစ်လကို6000စွန်းစွန်းလောက်ကုန်ပါတယ်ဆိုတော့အဲ့ဒါတစ်လကုန်ကြစရိတ်ပါကျောင်းကအဆောင်မှာနေလို့ရှင်တော့ပို့ပြီးဈေးသက်သာပါတယ်ဆမ်နေတော့က semester တစ်ခုကတော့ဒီ90 4လလောက်ရှိပေါ့နော်4လစာကို9000 8000လောက်ကုန်ပါတယ်ရှင်ဟုတ်အဲ့ဒါတော့အသုံးစရိတ်တွေပါဟုတ်နောက်တစ်ယောက်ကကိုမင်းဟိန်းထက်ကမေးထားတာပါ language program ရောတက်ရသေးလားဗျာတဲ့ဟုတ်ဒါလေးပြောပြပါဟုတ်ကဲ့ရှင်CHK မှာကကြတော့language program ဆိုပြီးတော့မဟုတ်ဘူးဒါပေမဲ့ language requirements အနေနဲ့တက်ရတဲ့ဟာတွေရှိပါတယ်ဆိုတော့နှစ်ပိုင်းရှိပါတယ် English ဖက်မှာလည်းတက်ရတာရှိရပေါ့နော်ဆိုတော့ပထမနှစ်မှာ course တစ်ခုဒုတိယနှစ်မှာတစ်ခုတတိယနှစ်မှာတစ်ခုဆိုပြီးတော့ဒီ course 3ခုတက်ရတာရှိပါတယ်ပြီးလို့ရှိရင်ဒီChinese ဖက်နဲ့ပတ်သက်ပြီးတော့လည်းတက်ရတာရှိရယ်ဆိုတော့6 unit ယူရတာပေါ့နော်ဆိုတော့ unit 6ခုဆိုတော့course တစ်ခု unit 3ခုဆိုတော့ course 2ခုယူရပါတယ်ဆိုတော့အဲ့ဒီထဲမှာကိုကြိုက်တဲ့ဟာရွေးလို့ရပါတယ်ဥပမာကိုရဲ့ Chinese level နည်းနည်းမြင့်နေပြီဆိုလို့ရှိရင်နည်းနည်းပုံမြင့်တဲ့သင်တန်းတက်ချင်လည်းတက်လို့ရပါတယ်ဆိုတော့ဒီထဲမှာကိုက language 2ခုရွေးလို့ရတယ်Mandarin ရွေးမလား Cantonese ရွေးမလားဆိုပြီးတော့2ခုကြိုက်တဲ့ဟာရွေးပြီးတော့တက်လို့ရပါတယ်ရှင် language နဲ့ပတ်သက်ပြီးတော့အဲ့ဒါကတော့သူတို့ရဲ့ requirements ပေါ့နော်ဒါ basic requirements အကယ်၍ကိုကထပ်ပြီးတော့တက်ချင်တဲ့ဟာတွေရှိလို့ရှိရင်လည်းဒီ Spanish Korean တခြား German language တွေလည်းတက်လို့ရပါတယ်ရှင်ဟုတ်ကျေးဇူးပါဟုတ်ကဲ့နောက်တစ်ယောက်ကတော့ဒီမှာနာမည်တော့ရေးထား iPhone နဲ့ပေါ့နော်လက်ရှိ time မှာပါအသက်29ကျော်နေပြီ passport ကလည်းနမ်းပြီး CI ဘက်ပြောင်းသွားလို့ education ဘက်ပြန်သွားခြင်းပေမဲ့ passport ကအဆင်မပြေမြန်မာပြန်ဖို့ကလည်းပြန်အထွက်မရဘူးဖြစ်နေတယ်တဲ့ဘယ်လို့မှလှုပ်မရလို့ကျွန်တော်အတွက် recommend တစ်ခုလောက်များရှိမလားဗျ
ဆရာညံအောင်ပြောပေးပါတဲ့ဟုတ်ဆရာမအရင်ပြောပေးပါအောင်တစ်ချက်လောက်ဟုတ် ဟုတ်အာ နည်းနည်းပြောရတော့ ဟုတ် ခက်တယ်ရှင်ဆရာrecommendation ရှိလားမသိ ဟုတ် ဘူးရှင် ဒီလိုပေါ့နော်လက်ရှိအနေထားတော့ကျွန်တော်တို့ကိုယ်တိုင်လည်းထိုင်းနေမှာပဲပေါ့သွားဖို့လာဖို့နောက်လို့တနေရာသွားမယ်ဆိုရင်လည်းကျွန်တော်တို့ကခက်ခဲအများကြီးရှိတယ်ပေါ့နော်ဒီ barrier တွေကတော့အများကြီးပေါ့အဲ့တော့recommend အနေနဲ့တော့တစ်ခုပေါ့ကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့တင်ယူခြင်းတွေလည်းဆက်ရှိရသေးတယ်ကိုကလည်းတင်ယူဖို့လည်းအခြေအနေပေးတယ်ဆိုရင်ကျွန်တော် online learning ပေါ့လက်တလုံးမှာတော့ဒါလေးတော့လုပ်နိုင်မယ်ပေါ့ online learning အတွက်လည်းအခုတော့ကျွန်တော်တို့reminder လေးတစ်ခုတွေးလိုက်တယ်Proswap Burma တို့ဘာလို့လဲဒီonline scholarship လေးပေးနေရလေးရှိတယ်ပေါ့နော်အဲ့လိုလေးနဲ့တခြားUniversity of People တို့အဲ့လိုတွေကနေ course တွေ master course ပဲဖြစ်ဖြစ်ပေါ့ကျန်တဲ့course ကိုစိတ်ဝင်စားတဲ့ professional လိုက်အဲ့လို course လေးတော့ဆက်လုပ်နိုင်မယ်လို့ထင်ပါတယ်ဗျဒါလက်တလုံးတော့ကျွန်တော်တို့လည်းအဲ့လောက်ပဲဒီလိုပဲလမ်းညွှန်နိုင်မယ်ပေါ့နော်ဒါကိုချင်းလက်စပါတယ်အခြေအနေအကုန်လုံးကလေအကုန်လုံးအခက်အခဲတွေ့နေကြတာဆိုတော့အဲ့လိုပဲအဆင်ပြေအောင်လုပ်လို့ရမယ်ထင်ပါတယ်ဗျဟုတ်ကျေးဇူးတင်ပါတယ်အဲ့တော့comment မပတ်ခင်AZ အကောင့်ကလက်လေးထောင်ထားပါတယ်ဆရာမေးလို့ရပါတယ်ဗျမိုက်လေးဖွင့်ပြီးတော့ဟုတ် ဟုတ်ကဲ့ဆရာညံကျွန်တော်ဆရာအောင်လုံးဝပါ ဟုတ်ဆရာအောင်လုံးပြောပါဗျဆရာ ဟုတ်ဟိုပါလေဆရာမပြောလိုက်တဲ့တက်မှာ data analysis နဲ့ပတ်သက်ပြီးတော့မေးချင်တာပေါ့နော်ဆရာမပြောတာလို့လေဟုတ်အဲ့ဒီဟောင်းအကြောင်းတွေရောပေါ့နော်ဒီ data analysis နဲ့ပတ်သက်ပြီးဘယ်လို programming language တွေအဓိကသုံးလဲပေါ့နော်အဲ့ဒါလေးတစ်ချက်လောက်ညှဝေပေးပါအောင်ဟုတ်ကျေးဇူးပါ ဟုတ်ကဲ့ဒီBachelor of Science in Public Health တက်တောင်ကတော့ဒီdata analysis နဲ့ပတ်သက်ပြီး method တွေပို့ပြီးတော့သင်ပေးရရှိရဲအဓိကသုံးတဲ့ tool ကတော့အကြောင်းမှာသင်ခဲ့တဲ့ဟာတော့ SPSS သုံးခဲ့တာပါဒါပေမဲ့အခုအလုပ်မှာသုံးနေတဲ့ဟာကတော့ R ကိုအဓိကသုံးနေပါတယ်ရှင်ဟုတ် ဟုတ်ကဲ့ကျေးဇူးပါဆရာ ရှင်ဆုများတင်ပါတယ် ဟုတ်နောက်တစ်ယောက်ကcharity မေးထားပါတယ် Sam Hong Kong မှာနေရကြတော့ Cantonese ကနားလည်ပြောတတ်လားရှင်နဲ့ဟုတ် ဟောင်ကောင်မှာနေလာတာအခုဆိုရင်9နှစ်ပြည့်ရောမယ်ပေါ့နော်Cantonese စကားနားလည်လားဆိုတော့နားမလည်ပါဘူးဒီနည်းနည်းလေးတော့ခက်မှန်းလို့ရတယ်ပေါ့ဥပမာအပြင်မှာရောက်နေတဲ့ bus ကားမှာရောက်နေတဲ့ဒီမတ်တိုင်ရောက်တော့မယ်ဘာညာဆိုလို့ရှိရင်နည်းနည်းလေးcatch လုပ်နိုင်တယ်ဥပမာနံပါတ်တွေဆိုလို့ရှိရင်လည်းရေးလို့ရတယ်1 2 3 4 5ပေါ့နော်ပြီးတော့နည်းနည်းသမင်းစားရေတောက်လေးတော့ပြောလို့ရတယ်ရှင်အဲ့ဒါလေးပဲတခြားဒီ sentence တစ်ခုတော့တတိတခြားမပြောတတ်ဘူးပေါ့နော်ကိုဈေးသွားဝယ်လို့ရှင်သူများမင်းနေကြမင်းခွန်းဆိုလို့ရှင်အဲ့ဒါတွေကိုပြန်ဖြေတတ်တယ်အကယ်၍ကွာဈေးဘလောက်လဲဥမာဒီဟာဘလောက်လဲလို့မေးပြီးလို့ရှင်ဈေးပြောတဲ့ချိန်မှာဈေးကိုတီးလိုက်တယ်ပြီးရင်ဟိုဘက်ကနေတခြားအများကြီးဆက်ပြောနေရပေါ့နော်အဲ့ဒါကိုတော့ဆက်ပြီးတော့နားမလည်တော့ဆိုတော့အဲ့ဒါလေးပါရှင်Cantonese ကိုတော့ဆက်ပြီးတော့တင်ယူဖို့တော့ရှိရပေါ့နော်ဒီမှာနည်းနည်းဆက်နေဖို့ရှိရဆိုတော့လေဒီနေ့တိုင်းနေဖို့တော့ Cantonese လို့တတ်ထားရင်တော်တော်အဆင်ပြေပါတယ်ဆိုတော့အဲ့ဒါဟုတ်မေးပြကျေးဇူးများတင်ပါတယ်ဒါပဲအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော် စားနေပါတယ်ရှင်ဟုတ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တစ်ချက်လေးကျွန်မအဲ့လိုကျွန်တော်ထိုင်းမှာဆိုလို့ရှိရင်လည်းအဲ့လို language school တွေနဲ့သူတခြားဘာဖြစ်ဒီမှာ bilingual မြန်မာတွေလည်းနေတာများတာဆိုတော့သင်တန်းတွေဖွင့်ကြတယ်လीဟောင်ကောင်မှာဆိုရင်ရောဟောင်ကောင်အဲ့လိုCUHK အနေနဲ့ပဲဖြစ်ဒါမှမဟုတ်အပြင်မှာဖြစ်ဘယ်လို opportunity ရှိလဲlanguage သင်ဖို့အတွက်ကိုပြီးတော့အချိန်ဘယ်လောက်ပေးရလိမ့်ရှိလဲပေါ့ပြီးတော့ကုန်ကျစရိတ်ကိုဘယ်လိုရှိမလဲဟုတ်ဟုတ်ကဲ့ဒီ CUHK မှာကာဆနာပြောခဲ့တဲ့အတိုင်းဒီ Chinese language requirements 6 credit ရှိရပေါ့နော်bachelor student အနေနဲ့ဆိုတော့အဲ့ဒီနေရာမှာMandarin ရွေးလို့ရတာရှိရCantonese ရွေးလို့ရတာရှိပါတယ်ဆိုတော့အဲ့ဒီမှာရွေးပြီးတော့အဲ့အနေ learning လုပ်လို့ရပါတယ်ပြီးတော့အပြင်မှာ opportunities တွေကတော့တခြားတော့မပြောတတ်ပါဘူးဒါပေမဲ့တခြားဒီ formal education တော့မပြောတတ်ဘူးဒါပေမဲ့ဒီအပြင်မှာဖွင့်ထားတဲ့ courses တွေပေါ့နော်tutoring တို့ဒီ private tutoring ပဲဖြစ်ဖြစ်ဒီ online course ကနေဒီ monthly subscription ပဲဖြစ်ဖြစ်အဲ့ဒါတွေကနေသင်ယူလို့ရပါတယ်ရှင်ဒီ CHK မှာတော့ရွေးလို့ရတော့ဆမ်အဲ့တော့Mandarin ကပိုလွယ်တော့ Mandarin ကိုရွေးခဲ့ရပါတော့ဒါပေမဲ့အခုပြန်စဉ်းစားCantonese ရွေးခဲ့တဲ့တာပဲဆိုပြီးတော့လည်းရှိရဒါပေမဲ့
အဲ့ဒီ Mandarin ရွေးပြီးတော့ Sam အလုပ်လုပ်ပြီးတော့အော် Cantonese လို့တတ်ထိုင်ပို့ပြီးတော့ကိုယ့်အတွက်အကျိုးရှိပါလားဆိုပြီးတော့တွေးမိပြီးတော့အမှအလုပ်လုပ်ပြီးတော့နောက်ထပ်co-op program ပေါ့နော်9 လလောက်အပြင်မှာအလုပ်လုပ်ပြီးတော့ကျောင်းပြန်သွားတဲ့အချိန်မှာ Cantonese ကိုတစ်ချက်ပြန်ယူလိုက်တယ်ပေါ့နော်ဆိုတော့အဲ့ချိန်မှာနည်းနည်းလေးပို့ပြီးတော့သင်ယူဖြစ်ပါတယ်ဟုတ် โอเคဆရာဖြိုးဝေဟိုကင်မရာလေးဖွင့်တာတွေ့တယ်ဟိုဟာမေးခွန်းရှိအောင်မလားဆရာဟုတ် ဖွင့်လိုက်လားဩ sorry ဟုတ်တစ်ခုလောက်မေးချင်လို့ကဲရှင် ကျောင်းသူဟောင်းတယောက်အတွက်ပါ तू က US ကနေပြီးတော့ undergrad ပြီးတာပေါ့နော် undergrad ပြီးပြီးတော့ US မှာ master ဆက်တက်ဖို့ပဲဒါပေမဲ့လောလောဆယ်မှာ तू မြန်မာပြည်ပြန်ရောက်နေတယ်ဆို US ကိုလည်းထပ်သွားလို့မရတော့ဘူးပေါ့နော်သွားလို့မရတော့သူဟောင်ကောင်တို့ထိုင်ဝမ်တို့နောက်ပြည်မကြီးတို့ဘက်မှာ तू master ဆက်တက်ရင်ကောင်းမလားဆိုပြီးတော့ဒါမေးထားတာပေါ့ကျွန်တော်ကလည်းမသိဘူးအဲ့ဒီဘက်အကြောင်းလေးသိပြီးတော့လေသူ US မှာတော့သူတို့ဆက်တက်မယ်ဆိုလို့ရှိရင် GRE တောင်းတယ်ပေါ့နော်ဟောင်ကောင်မှာတောင်းလာပေါ့နော်မတောင်းလောက်ဘူးတင်တယ်ပုံမှန်ကတော့မတောင်းဘူးရှင်ဒီ bachelor degree ရှိရဲ့English language requirements ပြည့်ရဲ့ဆိုလို့ရှင်တော့ရှောက်လို့ရပါတယ်ရှင်ပုံမှန်ဆိုလို့ရှင် masters အနေနဲ့Okay scholarship အတိုင်းတာရောဟောင်ကောင်နဲ့ထိုင်ဝမ်နဲ့ပြည်မကြီးနဲ့ဆိုဘယ်ကမြန်မာတွေတော့ဘယ်ကပို့ပြီးအားသာချက်ရှိမလဲပေါ့နော်masters အနေနဲ့ကကြတော့samti တလောက်ကတော့ scholarship တွေအများကြီးမရှိဘူးဒီဥမာ public health ဆိုလို့ရှိရင်masters of public health တက်လို့ရှိရင်တော့international student အတွက်scholarship quota တစ်ခုပဲရှိရပေါ့နော်ဆိုတော့scholarship opportunities ကတော့နည်းနည်းရလို့ပြောလို့ရပါတယ်ရှင်ဒီ full time master တက်လို့ရှိရင်တော့ဒါပေမဲ့ try လို့ရပါတယ်ဒီmaster program တွေတော့အများကြီးရှိပါတယ်ထိုင်ဝမ်နဲ့ပြည်မဘက်ကိုတော့တေချာမပြောတတ်ဘူးရှင်ဆရာrecommendation ရှိလားမသိဘူးဆရာညဟုတ်လက်တလောတော့မရှိပါဘူးဟုတ်လက်တလောတော့မရှိပါဘူးဘာတွေရဲ့အပေါ်မှာလည်းမူတည်နိုင်မယ်ပေါ့ပြောချင်တာအဲ့လိုဟုတ်တယ်ရှင်ဟုတ်ဟုတ်ကဲ့ကျေးဇူးပါဗျဟုတ်ကျေးဇူးပါနောက်ဘာထပ်မေးလဲဆိုတော့ဗီဇာဆရာမင်းဟိန်းထက်ကပဲထပ်မေးထားတာဗီဇာကျောင်းရှောက်ရင်ရှိုးမန်းပြဖို့လိုလားတဲ့ဟုတ်visa လျှောက်တဲ့ကိစ္စပေါ့နော်ဆန္ဒက process ပြန်သွားမယ်ဆိုလို့ရှိရင်ကိုက admission ရပြီကျောင်းတက်ဖို့ visa လျှောက်မယ်ဆိုလို့ရှိရင်အဲ့ချိန်မှာကျောင်းကနေကို visa application ပို့ပေးပါတယ်ဆိုတော့အဲ့ဒီ visa application ကိုကနေဖြည့်ရတယ်ဆိုတော့အဲ့ချိန်မှာသူကshow money ပြတဲ့ section ရှိပါတယ်ရှင်ဆိုတော့အဲ့ဒီ show money ပြတဲ့ section မှာအကယ်၍ကိုက admission scholarship ရထားတယ်ဆိုလို့ရှိရင် admission scholarship ရထားကြောင်းရေးလိုက်လို့ရတယ်ဒါပေမဲ့ admission scholarship ကကိုယ့်ရဲ့နေစရိတ်စားစရိတ်ကိုမကာပေးဘူးဆိုလို့ရှိရင်အဲ့ဒီကိုယ့်ရဲ့နေစရိတ်စားစရိတ်ကိုကာပေးနိုင်မဲ့ amount ကိုတော့ပြရတယ်ရှင်ဒီ bank statement ပေါ့နော် bank statement တွေပြရတယ်ရှိပါတယ်ရှင်အကြောင်းသား visa လျှောက်ဖို့အဲ့ဒါတွေကိုကဖြည့်ပေးပြီးလို့ရှိရင်တော့ကျောင်းကိုပြန်ပို့ကျောင်းကနေ immigration office ကိုပို့ပေးပါတယ်ရှင်ဆိုတော့အဲ့ဒါကတော့ visa process ပါဟုတ်ကျေးဇူးပါနောက်ရင်ကမေးထားပါတယ်သူမေးခွန်းနှစ်ခုကိုတစ်ခါလေးမေးလိုက်မယ်ပေါ့နော်ဆန်ခုကျောင်းပြီးသွားပြီလားတဲ့ဆန်ရဲ့ major ကိုသိပြသေးကျောင်းပြီးရင်ဆန်ဘာဆက်လုပ်ဖို့ရှိပါသလဲရှင်တဲ့ master တက်မှာလားအလုပ်လုပ်မှာလားတဲ့အဲ့တော့ပြောပြပေးပါဦးဟုတ်ကျောင်းပြီးသွားပြီရှင်ဒီရှင်းနှစ်ကပဲကျောင်းပြီးခဲ့တာပေါ့နော်ဆိုတော့အခုကတော့အလုပ်လုပ်နေပါတယ်ရှင်research assistant လုပ်နေပါတယ်ဟုတ် maybe ကျေးဇူးများတင်ပါတယ်ဟုတ် subject လေးက bachelor of public health နော်ဟုတ်ကဲ့ရှင် public health တက်ခဲ့တာပါရှင်ဟုတ်နောက်တစ်ယောက်ကRicharlison ဆိုတဲ့တယောက်ကအမှုပညာပိုင်းဆိုင်ရာ subject တွေရောဘယ်လိုမျိုးစားတွေရှိလဲခင်ဗျာတဲ့ဘယ် subject အပိုင်းတွေကိုလူရွေးများကြပါသလဲတဲ့ဟုတ်အနုပညာဆိုလို့ရှိရင်ဘယ်ပိုင်းကိုပြောရလဲတိတိကျကျမသိပါမယ်ဆမ် generally ပြောပြတိတလောက်ပြောပြပေးပါမယ်ပေါ့နော်ဆိုတော့ဒီ Bachelor of Arts အနေနဲ့ပြောလို့ရှိရင်တော့CUHK မှာကတော့ဆမ်တိတလောက်ဒီBachelor of Arts ပြောမယ်ဆိုလို့ရှိရင်ဒီ English major တို့ဘာလို့ရှိပါတယ်အတိကဒီ Sam တိတလောက်ပေါ့နော် CHK မှာအနုပညာဆိုလို့ရှိရင် architecture ကိုပြောလို့ရလားမသိဒီ Sam တကယ်ချင်းတယောက်အနေနဲ့ဒီ architecture တက်နေရရှိရယ်
international student အနုပညာ CUHK မှာကတော့အနုပညာနဲ့ပတ်သက်ပြီးတော့အရင်နာမည်မကြီးဘူးပေါ့နော်ဒီ journalism တို့ဖတ်တော့ရှိရဒါပေမဲ့ပို့ပြီးတော့နာမည်ကြီးတာဒီCity U တို့ဖတ်ဆိုလို့ရှင်တို့ဒီအနုပညာဖတ်ပိုင်းတွေတွားကြတာများတယ်ဒီjournalism and communications တို့ဖတ်ပိုင်းပေါ့နော်အနုပညာပိုင်းလို့ပြောတဲ့အချိန်မှာပဲလူမျိုးပို့ပြီးတော့စိတ်ဝင်စားရလဲမသိရှင်ဒီလုံးဝ complete arts လားဒီ bachelor of arts ဘက်ကိုပြောရလား ဟုတ်ကျွန်တော်တစ်ချက်ပေါ့ကျွန်တော်နားလဲတာဟိုပါလေ music တို့ bachelor of music တို့အဲ့လို film industry တို့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ပဲပြောချင်တာပါနော် journalism တို့ဘာလို့လဲ media နဲ့ပတ်သက်ပြီးတော့အဲ့ဒါမျိုးကြီးလဲသိချင်တာဖြစ်မယ်ဟုတ် CHK မှာလည်းရှိရဒါပေမဲ့ပို့ပြီးတော့ဒီတက်ကြတာများတာတော့ဒီ Sam တိတလောက်ဆိုလို့ရှင် City U ဆိုလို့ရှင်ဒီပို့ပြီးတော့ film industry တွေပို့ပြီးတော့အများကြီးတွေ့ဖြစ်တယ်ပေါ့နော်ဒီinternet တွေမှာဆိုလို့ရှင် app တွေပို့ပြီးတော့များတယ်ရှင်ဟုတ်ကဲ့ဟုတ်နောက်တစ်ယောက်ကမို MO ပေါ့နော်မိုကမေးထားပါတယ်မင်္ဂလာပါရှင်ကျမက online business နဲ့ digital marketing ဘိုင်းတွေကိုစိတ်ဝင်စားပါတယ်ရှင်နာဂတ်မှာ online shopping business လုပ်ချင်တဲ့ student တွေအတွက်ဟောင်ကောင်မှာ business marketing ဒါမှမဟုတ် e-commerce နဲ့ဆိုဆိုင်တဲ့ course တွေက practical ကြပြီး career opportunity ကောင်းလားရှင်တဲ့ဟုတ်ဒီ CUHK မှာ Sam တိတလောက်ပြောပြပေးပါမယ်ပေါ့နော်ဒီCUHK မှာဒီမြန်မာကနေလာပြီးတော့ CHK Business School မှာကျောင်းတက်နေတဲ့တငယ်ချင်းတချို့တွေရှိရဲတို့ဆိုလို့ရှိရင် IBBA တက်နေရရှိရဲပေါ့နော်ဆိုတော့အဲ့မှာဆိုလို့ရှိရင် Sam တိတလောက်တချို့ courses တွေကတော့ဒီလုံးဝpractically လောက်ရတဲ့ project တွေရှိရဲ project based သွားတဲ့ဟာတွေရှိရဲတပတ်တစ်ခါအဲ့လိုမျိုး presentation အလဲကြလုပ်တဲ့ဟာတွေရှိရဲပေါ့နော်career opportunities တွေကောင်းလားဆိုတော့တငယ်ချင်းတချို့ကတော့ business မှာတက်တဲ့တငယ်ချင်းတချို့ကတော့ပြောတယ်business ကအခု job market တိတ်မကောင်းဘူးလို့ဘာလို့ပြောတဲ့ဟာတွေရောရှိပါတယ်ဒါမဲ့ဒီ business ကိုတက်ပြီးတော့အခုအလုပ်လုပ်နေတဲ့တငယ်ချင်းတွေလည်းရှိတယ်ဒီ marketing ဘက်တွေမှာလုပ်နေတဲ့တငယ်ချင်းတွေရှိပါတယ်ရှင်job market ကတော့အရင်ကနဲ့စားလို့ရှင်အခုကတော့တိတ်မကောင်းဘူးပေါ့နော်မနေ့ကသတင်းတက်လာတာတော့တွေ့မိလိုက်တယ်ဟောင်ကောင်ရဲ့ graduate job market ကအရင်ကထက်60%လောက်ပို့ပြီးတော့နည်းသွားတယ်လို့ပြောတာရှိရပေါ့နော်ဆိုတော့အဲ့ဒါတော့အခုလောလောဆယ်အခြေအနေပါရှင်ဟုတ်နောက်တစ်ခုကဆရာမင်းဟိန်းတက်ကပဲထပ်မိထားပါတယ် exchange program ဘယ်နှစ်မှာစရှောက်လို့ရတာလဲတဲ့ဟုတ်ဟုတ်ကဲ့ဆိုတော့ exchange program ကကြတော့ CHK မှာကျောင်းတက်တာနဲ့စပြီးတော့ရှောက်လို့ရတယ်ဆိုတော့ကိုပထမနှစ်ကတည်းကစရှောက်လို့ရပါတယ်ရှင်အကယ်၍ကိုကပထမနှစ်မှာရှောက်ထားလို့ရှိလို့ရှင်ဒုတိယနှစ်မှာသွားရတာပါရှင်ဥမာSam ကဒီစနာပြောတဲ့ Leo ဒီ officer တယောက်သွားမေးရပါတော့သူနဲ့ cost planning တွေလုပ်တယ် university ဒီလေးနှစ်တာမှာကိုကဘာတွေလုပ်ချင်လဲဆိုတာသူနဲ့သွားပြီးတော့ဆွေးနွေးတဲ့အချိန်မှာSam က exchange သွားချင်တယ်ဆိုပြီးတော့သူ့ကိုပြောလိုက်တာပေါ့နော်ဒါကတော့ကိုယ့်ရဲ့ plan တွေရှိရဲ့အမှန်တော့ Sam သိခဲ့တာငါဒုတိယနှစ်မှာမှရှောက်လို့ရမလားတတိယနှစ်မှာရှောက်လို့ရမလားအဲ့လိုရှောက်လို့ရတယ်ထင်ခဲ့ပေမဲ့သူကတော့ရှောက်ချင်လို့ရှင်အခုပထမနှစ်ကတည်းကစပြီးတော့ရှောက်လို့ရတယ်ဆိုပြီးတော့ပြောပါတယ်ဆိုတော့ကိုရှောက်လို့ရှင်ကိုယ့်ရဲ့ဒီextra curricular တွေကိုယ့်ရဲ့ GPA ကြည့်ပါတယ်ဆိုတော့ဒီ exchange တွေရှောက်ဖို့ပေါ့နော်ဟုတ်ကဲ့ဆိုတော့ကျောင်းတက်တာနဲ့ပထမနှစ်မှာစပြီးတော့ရှောက်လို့ရပါတယ် application ကိုတို့ဒီ October လမှာအစဖွင့်ပါတယ်ဒီ exchange program တွေအတွက်ဟုတ်ကဲ့ရှင်ဟုတ်နောက်မိကွန်းလေးကတော့ဒါစိတ်ဝင်စားမယ့်မိကွန်းလေးပေါ့အမမြန်မာ passport နဲ့ဆိုတော့ brown ကိုဘယ်လိုပြန်သွားတာလဲတဲ့ဟုတ်အဲ့ဒါလေးပြောပြပါဦးဆန်ကန်ကောင်းတယ်လို့ပဲပြောရမှာလားနည်းနည်းလွတ်သွားတယ်ပေါ့နော်ဒီတို့ရဲ့ဒီpolicy အသက်ဒီမြန်မာ passport တွေမဘန်းခင်မှာ brown သွားဖို့အခွင့်အရေးရလာခဲ့ပါတယ်ဆိုတော့အရှိလေးမှာလွတ်သွားတာပါရှင်အမှန်တော့အကယ်၍တစ်နှစ်နောက်ကျပြီးတော့သွားမယ်ဆိုလို့ရှိရင်တော့ရောက်မသွားတော့ဘူးလို့ထင်ပါတယ် brown ဟုတ်ကဲ့အဲ့တော့ဘောနော်နောက်တစ်ခုပေါ့နော်ဒါကျွန်တော်တစ်ချက်လေးမေးချင်တာကဒီအခု Bachelor of Public Health တက်ခဲ့တာပေါ့ education system တွေကဘယ်လိုမျိုးလဲပေါ့assignment အနေနဲ့သွားတာလားဒါမှမဟုတ်စာမေးပွဲဒီလို written စာမေးပွဲနဲ့သွားတာလား traditional ဒါမှမဟုတ်လို့ရှိရင်အဲ့လို research နဲ့သွားတာလားပေါ့နော်သူတို့ဘယ်လိုကျောင်းသားတယောက်ကိုဘယ်လို evaluate လုပ်လဲပေါ့အဲ့ဒါလေးပြီးတော့ကျတော့နောက်classroom ထဲမှာကာချာဘယ်လိုရှိလဲပေါ့နော်ဒါ international အစုံတက်တာဆိုတော့ဟုတ်ဒီ public health နဲ့ပတ်သက်တဲ့ courses တွေတက်တဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီ assessment တွေကတော့
တချို့ဟာတွေကတော့ဒီအာ essay ရရရှိရယ် sorry presentation လောက်ရရရှိရယ်ဆိုတော့အဲ့ဒါနဲ့ပြီးသွားတဲ့ course တွေလည်းရှိရယ်တော့မဟုတ်တချို့ဟို စာမေးပွဲတွေဖြေရတာရှိပါတယ်ဥပမာenvironmental နဲ့ပတ်သက်တဲ့အတန်းဆိုလို့ရှင်သူကဒီတချို့နည်းနည်း technical ဆန်တဲ့ဟာလေးဟိုဒီအပိုင်းလေးရှိရပေါ့နော်ဥပမာ midterm လေးဖြေရတာရောရှိပါတယ်ရှင်ဆိုတော့စာမေးပွဲဖြေရတာရှိတယ်လို့ဒီ presentation တွေရောဒီproject တွေရောပေါ့နော်ဒီ essay တွေရောလုပ်ရတာရှိပါတယ်ပြီးတော့research နဲ့ပတ်သက်တဲ့ဟာကြတော့public health major တက်လို့ရှင်ဒီကျောင်းပြီးဖို့ဆိုလို့ရှင်ဒီကိုယ့်ရဲ့ final year project လုပ်ရပါတယ်အဲ့ဒါကတော့ research တစ်စောင်လုပ်ရတာပါဆိုတော့အဲ့မှာကိုကြိုက်တဲ့ topic ကိုသူတို့ list ပေးထားပါတယ်ဆိုတော့အဲ့အနေကိုကြိုက်တဲ့ဟာရွေးပြီးတော့လုပ်လို့ရပါတယ်ဆိုတော့အစအနေအဆုံးဟိုတငယ်ချင်းနဲ့ပဲဖြစ်ဖြစ်တယောက်တည်းပဲဖြစ်ဖြစ်လုပ်ပါပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော့ public health ရဲ့ဟိုassessment တွေပါရှင့်ဟုတ်ကဲ့ပြီးရင် classroom culture ကအမှန်တော့ဆမ်တက်ခဲ့တဲ့အတန်းတွေထဲမှာတော်တော်များများတော့lecture အတန်းတွေများတယ်တချို့ classroom ဆမ်တော်တော်ကြိုက်တဲ့အတန်းတွေရှိဥမှာAmerican professor တင်တဲ့အတန်းတွေဆိုလို့ရှိရင် interaction ပိုများတယ်လို့ပြောလို့ရတယ်ပေါ့နော်သူကအမှန်တော့ American ဆိုပေမဲ့သူကအာရှမှာပဲနေလာခဲ့တာဥမာသူကသူ့ရဲ့ဇနီးဆိုရင်ဂျပန်ကလာတာအခုသူဟောင်ကောင်မှာနေလာအရန်ကြာပြီးဟောင်ကောင်ကHong Kong culture တွေကိုသူကသင်တယ်ပေါ့နော် anthropology ဘိုင်းသင်တာအရန်ကို interaction များပြီးတော့အရန်ကိုစိတ်ဝင်စားဖို့ကောင်းတယ်သူက sensitive topic တွေလည်းပြောတယ်သူကသူဟာသူပြောတယ်တိလာငါတရုတ်ပြည်သွားလို့မရဘူးဘာလို့လဲဆိုတော့ငါအရန်ပြောထားခဲ့လို့အခုသူတို့ကပေးမဝင်ဘူးဆိုပြီးတော့ပြောတဲ့ဟာတွေလည်းရှိရယ်ဆိုတော့လုံးဝလို့ professor တွေဆိုလို့ရှိရင် critical thinking ဖတ်ပိုင်းသွားတယ်ပေါ့နော် professor အရန်အဲ့ဒီ professor အရန်ကြိုက်ပါတယ် professor Gordon Matthews ပါအဲ့ဒါတော့ professor အခုကတော့သူ Vincent ယူသွားပါပြီရှင်ဆိုတော့အဲ့ဒါတွေရှိရယ်major ဖတ်မှာကတော့ lecture တွေရှိရယ်တချို့အတန်းတွေကတော့ interaction နည်းနည်းပါးပါးရှိပါတယ်ဒါပေမဲ့ဆန်ပြောခဲ့တဲ့အတန်းတွေကတော့တော်တော်လစ်ကြတယ်ပေါ့နော်အတန်းလစ်ကြတာတွေများပါတယ်ရှင်ဟုတ်ဆန်တည့်ရဲ့အတန်းဥမာဟိုsocial science တွေဖတ်ပိုင်းဆိုလို့ရှိရင်တော့ interaction discussion တွေပို့ပြီးတော့များပါလိမ့်မယ်ရှင်ဟုတ်ဒီမှာဆရာမင်းတက်ကပဲနောက်မိကွန်းလေးထပ်မိထားတာပေါ့နော်jewel degree ရတာလားတဲ့အဲ့လို IB League ကအိမ်မက်တစ်ခုမို့လို့ပါတဲ့နောက်မိကွန်းတစ်ခုကတော့ this question is a little personal but is one of your recommendation letter from teacher Cynthia Paul တဲ့ဟုတ်အဲ့ဒါလေးဖြေလို့ရရင်တရားမိကွန်းအရင်ဖြေပါဘောနော်ဟုတ် teacher Cynthia Paul ကနေ recommendation ရခဲ့တာပါဆိုတော့ Sam ကဒီ teacher Cynthia Paul ဆိုတာဟိုအကျိုင်းတော်မှာဟို Sam တော့ဆိုလို့ရှိရင်အရင်နာမည်ကြီးရဲ့အင်္ဂလိပ်စာသင်တန်းဟိုကျောင်းပိုင်ရှင်ပေါ့နော်ဆိုတော့ teacher စီကနေအင်္ဂလိပ်စာသင်ယူခဲ့တာဆိုတော့ teacher ကျေးဇူးကြောင့်လည်းအများကြီးပါတယ်ဒီကိုရောက်လာတာဆိုတော့ teacher စီမှာငယ်ငယ်ကတည်းကပဲဒီ4တန်း5တန်းကတည်းကစပြီးတော့တက်ခဲ့တယ်ဒီဟိုCH လာမတက်ခင်ထိပေါ့နော်ဆိုတော့ teacher မှာဟိုဒီစနေတနင်္ဂနွေဆိုရင်ကျောင်းသွားတက်တယ်။နှွေရည်ဆိုလို့ရှိရင်လည်း course တွေတက်တယ်အကုန်တက်တယ်။ teacher စီကနေပဲ training တွေအများကြီးရယူခဲ့လို့ဒီဟိုရောက်လာတာလို့လည်းပြောလို့ရတယ်ပေါ့နော်။ teacher က Sam ရဲ့လုံးဝအရေးကြီးရဲ့အစိတ်ပိုင်းတစ်ခုပါ။ပြီးလို့ရှိရင်dual degree ရတာလားဆိုတော့ dual degree မဟုတ်ပါဘူးရှင်CUHK ပဲ bachelor ရခဲ့တာပါဒီ Brown မှာကကြတော့ဟိုBrown ကို international visiting student အနေနဲ့ရောက်ခဲ့တာပေါ့နော်ဆိုတော့ဟိုဒီ semester တစ်ခုစာအတွက်transcript တော့ရတယ်ရှင်ဆိုတော့ CUHK ကိုအဲ့ဒီ transcript ပြမှာကိုက all Brown ကနေ semester တစ်ခုရောက်သွားတာဆိုပြီးတော့သူကအစားထိုးပေးရပါတော့ CUHK မှာကျောင်းမတက်ဘဲနဲ့ဟိုမှာကျောင်းသွားတက်တယ်ဆိုတော့ပုံစံမျိုးပါရှင်ဆိုတော့ dual degree မဟုတ်ဘဲနဲ့ဒီအလုံးဝ pure exchange ပါရှင်ဟုတ်ကဲ့မိကုန်းနေလည်းပြေးဆိုဖြည့်ပေးတာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အခုကျွန်တော်တို့ဟိုအချိန်လေးတော့ချက်ဟောဖြစ်ပြီပေါ့နော်ဒီမှာဆရာမင်းဟင်းတက်က comment လေးရေးထားပါတယ်ဖတ်ပြပါမယ် you are my ideal student since HS1 နဲ့ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျိုင်းတော်ကပဲလားရှင်ဆရာမဖွင့်လို့ဆင်ပြေဖွင့်လို့ရပါတယ်ဟုတ်တယ်ဗျဟုတ်မှတ်မိတာတော့မသိဘူးတေစာပြိုးမှတ်မိတာတေစာပြိုးအမနဲ့အရင်ကအင်္ဂလိပ်စာစွမ်းရည်ဖြေတယ်လေအမ8တန်းလောက်တော့မမီ
တရားဝမ်းသာပါတယ် ဟုတ် တေစာဖြိုးရောနေကောင်းလား အော်ကောင်းနိုင်ပဲ ဟုတ်တရားဝမ်းသာပါတယ်ရှင်ဒီကြားကြားရတာရောဒီကိုယ့်ရဲ့မျိုးကနေဆိုတော့တရားအများကြီးဝမ်းသာပါတယ်ဟုတ် ဟုတ်အဲ့တော့လေမေကွန်းလေးတွေရှိအောင်မလားခင်ဗျာမေကွန်းလေးတွေရှိရင်ကျွန်တော်တို့နောက်ဆုံးမေကွန်းတစ်ခုလောက်ကျွန်တော်မေးလို့ရပါသေးတယ်မေးဖို့ရှိအောင်မလားခင်ဗျာမေကွန်းလေးပဲဖြစ်ဖြစ် comment လေးပဲဖြစ်ဖြစ်ပေါ့ဟုတ် တစ်ခုလောက်ပြောချင်ပါတယ်ဟိုပါပေါ့ဒါကတော့ ပြောပါ ဟိုပါပေါ့နော်ဒီ series ကိုပြောချင်တာပါဒါမျိုးလေးပွဲလေးတွေလုပ်ပေးတာကောင်းတယ်လို့နောက်ပြီးတော့ဒီနိုင်ငံတကာကပေါ့နော်နိုင်ငံတကာရောက်နေတဲ့မြန်မာနိုင်ငံကဟိုចောင်းသားတွေထူးချွန်တဲ့ចောင်းသားတွေနောက်ပြီးတော့ထူးချွန်တာမထူးချွန်တာတက်ပေါ့နော်ခက်ခဲမျိုးစုံကြော်လာပြီးရောက်သွားတဲ့ចောင်းသားတွေ survive ဖြစ်အောင်ကြိုးစားနေတဲ့ចောင်းသားတွေscholars တွေ researchers တွေနဲ့တခြားပညာရှင်တွေပဲအဲ့လိုမျိုးဖိတ်ပြီးတော့ဒီလိုပြောဘယ်လိုပြောမလဲဒီလိုဝင်မြတဲ့ပွဲလေးတွေလုပ်ပေးနိုင်မယ်ဆိုလို့ရှိရင်ပြည်တွင်းမှာရှိနေတဲ့သူတွေရောနောက်ပြီးတော့ဒီတတိယနိုင်ငံပေါ့နော်ကိုလိုတဲ့နေရာကိုမရောက်သေးဘူးလန်ခုလက်မှာရောက်နေတဲ့လူငယ်တွေအတွက်အများကြီးအကျိုးများနိုင်တာဖြစ်တဲ့အတွက်ဒါဆရာညံတို့အကုန်လုံးပေါ့ဒီအခု presenter ဖြစ်တဲ့ဆရာမဆန်ကအကုန်လုံးပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်လို့ဒါမျိုးပွဲလေးတွေများလေးလုပ်ပေးရင်တော့ပိုကောင်းမယ်ပေါ့နော်အဲ့ဒါလေးပါဆရာ mute လုပ်ထားတယ်တဲ့ရှင် ဟုတ်ကဲ့ sorry ဟုတ်ကျွန်တော် certificate လေးနဲ့ဆရာမကိုလည်းဂုဏ်ပြုပါတယ်အခုလိုတေချာမိကုန်းတွေအားလုံးလည်းတေချာဖြေပေးတယ်တွေ့ကြုံနေတေချာမျှဝေပေးတဲ့ဆရာမကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ပိုင်း series ရဲ့ activity တွေမှာလည်းကျွန်တော်တို့ဝင်ရောက် contribute လုပ်ပေးဖို့ထပ်မံဖိတ်ခေါ်ချင်ပါတယ်တခြား idea တွေရှိတယ်တခြားကျွန်တော်တို့ ਨੇ ဆက်ပြီးတော့ဝင်များလို့ရမယ့်ဟာတွေလည်းရှိအောင်ပါပေါ့နော်အဲ့တော့တက်ရောက်လာကြတဲ့ဒီမိတ်ဆွေတငယ်ချင်းညီကိုမောင်မအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကိုကတကယ်ဒီလိုမျိုးဒီချိတ်ဆက်ပေးချင်တာပေါ့ကျွန်တော်တို့မှာဒီလိုအချိန်ခါမျိုးမှာအခက်အခဲတွေအများကြီးရှိတယ်အားလုံးမှာကိုယ်စီပါစင်တဲ့အခက်အခဲတွေကျန်တဲ့ဝင်တာတွေအများကြီးပေါ့နော်အဲ့ဒီကနေမှကျွန်တော်တို့ရဲ့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ share ပေးလို့ရမှာတွေပြီးတော့ဒီ recording လေးကိုလည်းကျွန်တော် YouTube မှာ Facebook မှာပြန်ပြီးတော့တင်ပေးပါမယ်တင်တာလဲကျွန်တော်ဒီပေါ့နော်ဒီ chat တွေကျန်တဲ့ဒီ personal နာမည်တွေနဲ့မဟုတ်ဘဲနဲ့ဒီ presenter view only နဲ့ပဲကျွန်တော်တင်ပေးမှာပေါ့နော်ဒီချက်ပြန် edit လုပ်ပြီးတော့အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီပွဲမတက်ဖြစ်တဲ့သူတွေကိုဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ recording လေးပြန် share ပေးလို့ရပါတယ်အဲ့တော့အထဲမှာပဲဖြစ်ဖြစ်ပေါ့နော်ဆောကကိုဆရာဖြိုးဝေပြောသူပဲဘယ်မှာပဲရောက်နေဒီ recording လေးတစ်ချက်လောက်ပြန်နားထောင်ပြီးတော့ idea လေးတစ်ခုခုmotivation လေးတစ်ခုခုရရင်ပဲကျွန်တော်တို့ကအမျက်လို့ပဲကျွန်တော်တို့ကလည်းခံယူပါတယ်အဲ့တော့ဒီ series နဲ့ပတ်သက်ပြီးတော့လည်း page လေးမှာလည်းကျွန်တော်တို့ announcement လေးတွေတောက်လျှောက်လုပ်ပေးပါမယ်ဆက်ပြီးတော့လည်းcontribute လုပ်ချင်တာ contribute လုပ်နိုင်တာလေးတွေဝင်ပြီးတော့အကြံဉာဏ်လေးတွေပေးလို့လည်းရပါတယ်ဗျာအားလုံးကို welcome ကြိုဆိုပါတယ်အဲ့တော့ဆရာမရောဒီအားလုံးတက်ရောက်လာတဲ့သူအားလုံးရောကျွန်တော်ကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ဒီနေ့အခမ်းအနားလေးကိုကျွန်တော်ဒီကုန်းချုပ်ပြရစီခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးများတင်ပါတယ်ရှင်ဆရာတို့လည်းဖိတ်ပေးရရောအခုအဆုံးထိနားထောင်ပေးရတဲ့လူတွေရောကျေးဇူးများတင်ပါတယ်အမားရှိသွားရင်လည်းတောင်းပန်ပါတယ်ရှင်ဆမ်လည်းအများကြီးစူးစမ်းနေရပေါ့နော်စကားပြောဆိုတွေရောဒီကဏ္ဍဆောင်ကိုပို့ပြီးတော့ကောင်းလာဖို့ဆိုတော့ဟောင်ကောင်နဲ့ပတ်သက်ပြီးတော့မေးစရာရှိလို့ရှင်လဲဆမ်ရဲ့ဒီ Facebook page မှာလာပြီးတော့မေးလို့ရပါတယ်ရှင်တစ်ချက် link လေးထားပေးပါမယ်ရှင်ဟုတ်ကျေးဇူးများတင်ပါတယ်အားလုံးနဲ့တွေ့ရလဲဝမ်းသာပါတယ်ရှင်ဆရာကလည်းကျေးဇူးများတင်ပါတယ်လာပြီးတော့ဖိတ်ပေးတာဒီ series လည်းအများကြီးအောင်မြင်ပါစေလို့ဒီမြန်မာပြည်ကလူတွေကိုလည်းအများကြီးဒီအကျိုးပြုနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်ကျွန်တော် evaluation form လေးတော့ကျွန်တော်ဒီနေ့ကျွန်တော်အချိန် limitation ကြောင့်ကျွန်တော်မလုပ်မိလိုက်ပါဘူးအားလုံးတောင်းပန်ပါတယ်ဒါပေမဲ့ဟောပေါ့နော်ဒီ series နဲ့ပတ်သက်ပြီးတော့နောက်ဒီ knowledge sharing session မှာ
လှုပ်စေချင်တဲ့ဟာလေးတွေဒီအားနည်းချက်အားသာချက်လေးတွေကိုလည်းကျွန်တော်တို့ page ကိုပဲဖြစ်ဖြစ် email ကိုပဲဖြစ်ဖြစ်ပေါ့အချိန်မီလာပြောလို့ရပါတယ်ခင်ဗျဟုတ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဟုတ်အဲ့ဒါဆိုကျွန်တော်တို့အန်လိုက်တော့မယ်နော်ဟုတ်ဟုတ် Mr. Mare